阿姆里边哪的，好着。我先录背了。好嘞，我先说。木人女要了，去头木人的兄弟来，去头木里头弄来的。哦，去头木弄的好了。阿姆里，我先ရောက်ပါပြီတေချာနေတော့ YouTube မဟာ channel မှာတင်ဆက်ထားသောဗီဒီယိုဇာတ်ကားတစ်ခုလုံးကိုဖြစ်စေတစိုက်တတိတာကိုဖြစ်စေကိုယူခြင်းအခွေပွားခြင်းနဲ့မြည်သည့် social media ပေါ်တွင်မဆိုထုတ်လွှင့်ခြင်းဖြန့်ဖြူးရောင်းချခြင်းများကိုအမှုပညာရှင်များ၏အကျိုးစီးပွားထိခိုက်စေနိုင်သောကြောင့်အလေးအနက်တားမြစ်ထားပါတယ်ခင်ဗျာကိုယူဖော်ပြခဲ့ပါကစက်သွယ်ရေးဥပဒေပုံမှ66ခန်းငယ်အရဖြစ်စေရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပုံမှ33ခါခွေအရဖြစ်စေလိုအပ်သလိုတရားစွဲဆိုပြီးဖြစ်ကြောင်းနှင့်3နှစ်ထက်မပိုသောထောင်ဒဏ်နှင့်ငွေဒဏ်330နှစ်ရက်လုံးဖြင့်ကျသင့်နိုင်ကြောင်းအတိပေးအပ်ပါတယ်ခင်ဗျာပထမဦးစွာကျမတို့လင်းနိုင်သူများအဖွဲ့ရဲ့လက်ကင်ထုတ်ဆောင်ပုတ်ကို3ချိန်3ခါရွတ်ဆိုပြီးတော့ဖွင့်လှစ်မှာဖြစ်ပါတယ်ရှင်ကဲဒီတော့ဆောင်ပုတ်လေးကိုရွတ်လိုက်ကြအောင်လင်းနိုင်ကြဖို့နှိတ်ကုတ်ခါကြွားနေမဲကိုထိမ့်သိမ့်ပါလင်းရောက်ကြဖို့နှိတ်ကုတ်ခါကြွားနေမဲကိုထိမ့်သိမ့်ပါလင်းရောက်ကြဖို့နှိတ်ကုတ်ခါကြွားနေမဲကိုထိမ့်သိမ့်ပါဥက္ခရာနေပြီးတော့အပွင့်မိတ်တာလားများတော့ကြဘူးခင်ဗျာအဲ့ဒါနေကြပါဒီမှာလူစုလူဝေးနေဆိုတော့ဘုံမလေးကိုဥက္ခရာဆိုတော့ဒေါ်မယ်ဆန်ကိုလုတ်ကြံမှုလူမဲ့ရွေးနေအယူဟဲ့အယူဒီမှာကြည့်ဒီမှာလာကြည့်တာဒီနေရာကြည့်လူကောင်းကိုကြည့်ခိုင်းတာလူကောင်းကြည့်ခိုင်းတာဟဲ့ဒီမှာကျွတ်တွေတွန်းနေတာတွေ့လားအဲ့ဒါဘာဖြစ်အေးငါမိမမဲဆန်ကိုအိတ်ခါပြီးအမြဲရှစ်ခိုးနေရလို့လူကောင်းမှာကျွတ်တွေတွန်းနေတာအယူရဲ့အားလုံးမင်္ဂလာပါကျမတော့ဥခကိုမလန်ရဲအောင်မန်မဲထားလို့ဒီဖွဲ့ရဲ့ဥက္ကဋ္ဌမနေရာကိုရောက်လာတဲ့မဲဆန်ပါလင်းနဲ့မရရှာနဲ့သွားတယ်ကျမတို့မိန်းမတွေကဒင်းတို့ကိုအမြဲတမ်းကြိုက်လို့ရအောင်သွားပဲဖြစ်နေရမယ်ဒင်းတို့ယောက်ျားတွေကအမြဲတမ်းအကြိုက်ခံနေရမယ်ရှာပဲဖြစ်နေရမယ်ဟုတ်တယ်မလားဟုတ်ပါတယ်ယောက်ျားနဲ့တော့မတနာနဲ့တဲ့ကြားဦးရတယ်မလားကြားဦးပါတယ်အဲ့ဒီတော့ဒင်းတို့ကိုလိုရခိုက်လို့ရအောင်ကျိုးတစ်ချောင်းလိုတယ်ဘာကျိုးလဲဟဲ့ငါကျိုးဘာကျိုးလဲဟဲ့ငါကျိုးကျွန်တော်တို့မဲနဲ့အသိမှာဆိုလို့ရှိရင်အရေးကြီး3ပါးကိုကျွန်တော်တို့ရေးဆွဲထားပါတယ်ခင်ဗျာဟုတ်အရေးကြီး3ပါးပဲဟောအလွတ်မရဘူးလားဗျာအရေးကြီး3ရမှာဆိုရင်1မယားများနဲ့အပြစ်ခတ်ရဆဲရေးဆွေးနွေးပွဲများပြုလုပ်ရတယ်2မယားများနဲ့ပုံမအစီပြေချောမွေရေးတင်သားများပို့ချရတယ်3မယားကြောက်သူတော်ကောင်းများရဲ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုများရခင်တဲ့တိုးကပြုလုပ်ရလို့ပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မယားကြောက်သူတော်ကောင်းများခင်ဗျာအစီပြေရင်နောက်ထပ်လက်ခုပ်တန်ကြဲရကြီးထပ်ကြားခြင်းမှာတော့ပြောကြရင်းနဲ့ညီကုန်းပြောအောင်ပါပြောရမယ်ဆိုရင်တော့ယောက်ျားဆိုတာမျိုးရားတာယောက်ျားတယ်ဒီလိုတွေကြည့်အဲ့တော့သူတို့ကိုနိုင်ချင်ရင်ရအောင်ပြစ်ထားလိုက်ဒါပေမဲ့တခုတော့ရှိတယ်နော်တို့မိန်းမတွေရဲ့အားနဲ့ချက်ကိုအကင်မခံအောင်အဲ့ဒါတတိချရမယ်အဲ့ဒါလို့တော့တက်တက်လုံးနေနိုင်သွားမယ်ဆိုရင်ကျမတို့မိန်းမတွေကလင်းနိုင်သူများအနေနဲ့တက်တက်လုံးအလုံးမလုံးပဲဖင်ထိုင်ပြီးနေနိုင်သွားရမယ်ဆိုတာကိုပြောကြရင်လည်းဒီကုန်းထုတ်ပါတယ်ဟုတ်ကဲ့ကျမကလေမကြသေးခင်ရမှာပူပူကွေးကွေးဟယ်လိုပူကျမပြောတာလေပူပူနွေးနွေးစကားပြောအရန်လောသွားလို့အရန်ပြောချင်နေလို့ဟိုမကြသေးခင်ရမှာပူပူနွေးနွေးမင်္ဂလာဆောင်ထားတာလေကျမကလည်းဒီရွာသူပဲလေရှင်အချက်မှမဟုတ်တာကျမရဲ့ယောက်ျားမင်းခါကိုကျမမင်္ဂလာဥညမာတွေကပညာပေးလိုက်တာဒီလိုရှင်ကျော်တကားဖွင့်လားဒါမင်းရဲ့ယောက်ျားအသစ်ဆက်ဆက်လေးပြန်လာပြီဟာဖွင့်မင်းကျော်မင်းကခုနကတော့မင်းကျော်လို့ခေါ်လိုက်တာနင်ငါ့ကိုဘာလို့ချက်ချင်းရှင်းလို့မထူးတာလဲအဲ့ဒါနင်ငါ့ကိုမရောက်ဝရပြက်ခွက်တာပဲ
你看我心里了。俺那心里老呢，这个气路来路呢，这个结果阿公都还要过来，好好算嘛，他好好。မင်းအခုလိုမျိုးမရနိုင်အတင်းရဲ့အတင်းဝင်သူတော်ကောင်းတယောက်ဖြစ်ခွင့်ရတဲ့အတွက်ကျွန်တော်အရန်ကိုဂုဏ်ယူပါတယ်ခင်ဗျာဟိုရှေ့လျှောက်လဲကျွန်တော်အများကြီးကူညီပေးကြပါ ဟဲ့မို့ကြီးနင်ကဒီဘွဲတော့ဝင်လို့မရဘူးလေနေမနေမရသေးတာတာများလွယ်လေဟေးအောက်ကထဥခေါယူလိုက်မှာပါဘာလို့ဒီကငါ့ကိုကြောက်ယူမယ်ဟုတ်လားဟုတ်လားလေတော့တာကြားလာချက်ကိုလည်းတစ်ခါပေးသုံးပါပေါ့ဟုတ်လားဟုတ်တယ်ဘာဟုတ်တယ် ကျွန်တော်တို့ရွာကိုပြောင်းမလာခင်ကတည်းကဆရာတော်ကတူနှစ်ယောက်တယောက်တစ်မျိုးဘလို့တော်ကြောင်အမြဲမိတ်နေတော့ကျွန်တော်အားလုံးကခင်ဗျားတို့နှစ်ယောက်ရဲ့အချောင်းကိုသိနေပြီကိုသားချိုးဆိုရင် တို့ကတော့မွေးရပါစေးစရာအားလို့ပဲပြောရတော့မှာပဲဘာလို့လဲဆိုကျုပ်ကူရင်စေးရအင်မတန်လိုက်တာဘူးဗျာဘာဖြစ်လို့လဲဆိုကျုပ်လက်မှာအစိတ်ရှိတာဟုတ် ဟာလက်မစိတ်ရှိမကိုင်းနဲ့လေ ဟောအဲ့လိုအစိတ်မဟုတ်ဘူးလေဗျာလက်စိတ်ခြေစိတ်ရှိတာကိုပြောတာကျုပ်ကူလိုက်ရင်စေးလိုက်တယ်လူနာမန်မြအကုန်ပြောက်တခြားစေးစရာတွေတော့မပြောက်ကျုပ်စီအောင်ပြောက်ဒါကိုပြောတာအဲ့တော့ခမရတို့ရွာကိုကျုပ်ရောက်လာပြီဆိုတော့ခမရတို့ရွာရဲ့ကျမ်းမာရေးတော့ဘာမှမပူနဲ့တော့ ဟုတ်ကဲ့ဗျာ အဲ့တော့လူတယောက်ကကျမ်းမာရေးမကောင်းရင်ဘာလုပ်ရမလဲ ဘာလုပ်ရမလဲဗျာရှင်ကြီးဆိုရင်ကျုပ်စီလာမှာဗော ဘာဆိုင်လို့မင်းစီလား ဟာဆိုင်ကလေးကျမ်းမာမကောင်းဘာလို့ကျမ်းမာရေးမကောင်းတဲ့အတွက်ဘေးရင်တွက်ပြီးရေရချီရမယ် မင်းပေတင်တွက်ရရခြေယုံနဲ့ကျမ်းမာရေးကကောင်းရောလားကျမ်းမာရေးမကောင်းစေးစရာစီလာမှာလေကွာ ဟဲ့အဲ့ဒါဆိုအဲ့ဒီလူစီးပွားရေးမကောင်းရင်ရောဆေးဆရာစီလာပြီးဆေးကွင်းစီးပွားရေးကောင်းသွားတော့ ဟာငါကူးလိုက်လို့ကျမ်းမာသွားအလုံးလုံးနိုင်စီးပွားရေးကောင်းမယ်လေကွာ အဲ့ဒါအရင်ဆုံးဆေးကူအောင်မှာ ဟုတ်တယ်လေ သူဆေးကူစရာမလိုဘူးတစ်ထိုင်နဲ့ဘေးရင်တွက်ပြီးရေရချီလိုက်တာလေကျမ်းမာရေးစီးပွားရေးလူပွေးအားလုံးပြောင်းပြီးတော့ တက်တက်ပြောင်းသွား ဘုံပေါက်ဆရာမကြံတော့မှာ အေးမွေး ဘာလို့ဆောက်ပြောနေရလဲ ဘယ်လိုပြေမှာ ဟာ မင်း ပြောင်းပြီးလေးပြီးလက်ပြီးအယောင်လေးတောက်ပေါက်သွားမှာအဲ့ဒါကိုပြောတာကွာ အဲ့ဒါကိုကသဘာဝမကြတာလေ ဆရာတို့နှစ်ယောက်ရဲ့ညင်းမနေကြပါနဲ့ဗျာဒီမှာကျွန်တော်တခုပြောပြမယ်ကျွန်တော်တို့တေရွာလုံးကဆရာလေးတို့နှစ်ယောက်ကိုရမ်းအားကိုးနေရနော်အခုပဲကြည့်လေဟုတ်ဘသူမှအသုံးမပြုတဲ့နေရာကိုစာကြည့်တတ်ရဲ့လို့တက်တက်ကက်ကလေးဖြစ်လို့ဗျာကဲမကောင်းဘူးလားဟမ် ဟုတ်တယ်ဆရာလေးတို့နှစ်ယောက်ရဲ့စွမ်းဆောင်ပဲကြည့်ရမှာနော် အေးဒါတဲ့နေပေါင်းတနေ့ကကျွန်တော်ကြားလိုက်ပါတယ်ခမည်းတော်တွေဘာလဲအရန်နိုင်အသင်းဆိုတာဖွဲ့ပြီးတော့ကြိတ်ဝိုင်းလေးတွေကြိတ်နဲ့လုံနေကြဆိုတာဘာဖြစ်တာတော့ ဟုတ်တယ်ဗျအဲ့ရှင်းတော့ကျုပ်လည်းစိတ်ဝင်စားတယ် ပြောစမ်းပါဦးဘာဖြစ်တာတော့ ဒီလိုဗျာဟိုကျွန်တော်တို့ရွာလေမေရချောက်ရွာဆိုရင်နာမည်နဲ့လက်အောင်အိမ်တောင်တွေယောက်ျားတွေမိန်းမတွေကိုမတရားကြောက်ပါအဲ့တော့ကျွန်တော်တို့ကမိန်းမတွေအလင်းမှာဘယ်နိုင်ပြင်းဆိုဖွဲ့ပြီးရင်ကြိတ်ပွဲလေးတွေလုပ်ပြီးတော့စိတ်ဓာတ်ပြင့်တင်ကြီးပေါ့ဗျာအဲ့ဒါတော့ရတယ်လို့ အဲ့ဒါတော့ကျုပ်ကလက်မခံဘူးညာဘာလို့လဲဆိုကျုပ်တတ်ထားတဲ့စေးပညာအရာပြောရမယ်ဆိုရင်ခန္ဓာဗေဒသဘောအရာကိုကအမျိုးသမီးဆိုတာအားနွယ်တယ်အမျိုးအဲ့အားနဲ့သူအားကြီးတယ်ခင်ဗျားတို့ယောက်ျားသားကြီးတွေဘာဖြစ်လို့ကြောက်နေကြရတာလို့ဟမ် အဲ့ဒါဘယ်လိုပြောရမလဲဆိုတော့ဟိုကြောက်တယ်ဆိုတာတဲ့လေဟိုချစ်ကြောက်ယူသေးတယ်ဆိုလို့ရှိရင်ပုံမှန်လေးပဲခင်ဗျာ ဟုတ်အဲ့ဒါဘေးရင်ကင်းကန်းရကြည့်မယ်ဆိုရင်ခင်ဗျားတို့ကမရေကြောက်ရွာဖြစ်နေတဲ့အတွက်အဲ့ဓာတ်ခိုက်မရေနိုင်ရွာတို့သာပြောင်းလိုက်ဓာတ်စီးပြီးအကုန်နိုင်သွားမှာ ပြောပါဆရာရဲ့ဆရာပြောလိုက်တဲ့စကားကိုလေဖြတ်သွားဖြတ်လာလူသမီးတယောက်ကကြားသွားပြီးတော့ကျတို့မိမနာပေါက်သွားရင်ကျတို့အလုံးအသက်ခံမှာကြတူတူပြောပါ မဟုတ်တာဗျာခင်ဗျားတို့တဲလဲတဘာဝမကြပါလားဗျာနိုင်ချင်းနိုင်အားကြီးတဲ့ယောက်ျားပဲနိုင်ရမှာပေါ့ဗျာဒါလောကကြီးရမှာတရားလေ ဟုတ်တယ်ဒါမျိုးပြောမယ်နာမည်ရမှာ မှန်တယ်ခင်ဗျားတို့ခင်ဗျားတို့အိမ်ကမိန်းမတွေခင်ဗျားမနိုင်ချင်းကြဘူးလားပြောစမ်းမအောင် ခဏနေကြဟုတ်လား ပြောကြစမ်းပါခင်ဗျားတို့စိတ်ထဲရှိတဲ့အတိုင်းဒီမဲကိုလေးမေးလိုက်တာဘယ်တော့အာဇီးလေးကတ်သွားကြတယ်မနိုင်ချင်းကြဘူးလားခင်ဗျားတို့ ဟဲ့လူလေခင်ဗျားတို့မိမတော်လဲကြောင်ပြောနေရအောင်ခင်ဗျားတို့မိမသိပြီဒီကိုလိုက်လာနေလားခင်ဗျားတို့ရိုးသားပိုးသားမကွာချင်းအမြဲဆုံးတော့ပြရတော့ကြောက်တော့ပြေးပြီ ကျုပ်တို့ဒီမှာပြောနေတဲ့စကားကိုသူတို့အိမ်မှာရှိတဲ့မိန်းမတွေကဘယ်လိုလုပ်ပြီးတည်သွားကြတာလဲ အေးဟုတ်ပါကွာဖြတ်သွားဖြတ်လာလဲတယောက်မှမတွေ့ပါဘူးခုနဖြတ်သွားတာဆိုလို့နှုတ်တအုပ်ပဲရှိတယ်ဒီနွားတွေကလူစကားများတတ်နေရောသလားမသိ ဟေးဘယ်နွားမှပြောတာမဟုတ်ဘူးဟေးငါပြောလိုက်တာနင်တို့ပြောတာတွေငါအကုန်ကြားလို့ဖုန်းဆက်ပြီးသတိပေးလိုက်တာ အမလေးမှတ်သေးရဲ့ထေချတာ
တာလည်းကြားတာကွာမင်းမရှိတော့ငါမိမလစ်တုံးလေးထရေတော့ရမလားအောင်မေးတယ်မင်းအဲ့လိုကြားတယ်လည်းဆိုထရေမတော့ပဲပြန်လဲရမယ်ကိစ္စကြီးဒါပါကွာမင်းလည်းဒါလည်းအမြန်တက်နေတာပါပဲငါမင်းပြားနေစီရှိငါလည်းမင်းနဲ့ရောချိတ်ရငါလည်းအဲ့ဒါစဉ်းစားသိလားမင်းလည်းလေထန်းတော်ကြီးတော်လုံးပိုင်တာတော့မှကိုထမ်းရင်ကိုမတော့ရတဲ့ဘဝမင်းကြည့်ပြီးငါသနာတယ်မင်းလောက်ကန်ဆိုးတဲ့လူဒီနိုင်ငံမှာရှိမယ်တော့မထင်အဲ့ဒါကန်ဆိုးတဲ့ကောင်ကြီးဒီစုနေတဲ့ဟောဒီမရေเจ้าရွာမှာလူလာဖြစ်တာကွာငါကန်ဆိုးတာအဲ့တဲ့ကန်ဆိုးတာလေကန်ဆိုးပါတယ်ဆိုတဲ့ကောင်တွေတောင်ကန်ဆိုးတဲ့ငါကွာငါဘလောက်ကန်ဆိုးလဲကွာအဲ့ဒါပြားခင်စိန်မင်းရောက်ဖြစ်တာဂျပူမပြားခင်စိန်အေးပြားခင်စိန်ဆိုမှတတိယမင်းလည်းငါမေးမယ်နဲ့မမေးပြဘူးနေတတ်မအောင်မင်းမိမနာမည်အရင်တော့ကကြားခင်စိန်ပါဘာဖြစ်လို့ပြားခင်စိန်ဆိုပြီးပြောင်းတော့အေးမင်းမေးတော့လည်းပြောရသေးတာပေါ့ကွာငါမိမနာမည်ကငါနဲ့မညားခင်တော့ကြားခင်စိန်ပေါ့ကွာကြက်သေးယူရထဲမှာဟောင်းပွားစွာကျဲနဲ့ထောင်းလုံနေတာမှတ်သေးနဲ့လည်းညောင်းအဲ့လိုမလုပ်ရတော့လေငါဆိုတဲ့ကောင်လည်းနာမည်ရတာမှတ်သေးတတိယသေးတာမဟုတ်ဘူးနော်မင်္ဂလာဦးညမှာလည်းလက်ပြဆွဲပြီးအုပ်ထလက်တာပြားပေါ့အဲ့ဒီကကြားခင်စိန်ကနေပြားခင်စိန်ဖြစ်သွားသဘောပေါက်မိုက်ရပဲလေလူရှိပါပဲလူကွယ်ရမှာတော့လေမြင်ဆောင်လိုက်အဲ့လိုတစ်ချက်ထိုးလိုက်တာနဲ့နေရွက်တော့မလို့ရဲဘူးမင်းပြောပြီခဏခိုင်တာမင်းကမင်းရဲ့လှုပ်ဝက်ချက်ကိုအားလုံးပြောပြတယ်ဆိုတော့ငါလည်းငါရဲ့လှုပ်ဝက်ချက်ကိုထိန်ချမ်းမထားတော့ဘူးဟာမင်းကိုပြောပြလှုပ်လိုက်တော့တကယ်တော့မင်းတို့ထင်တယ်လို့ငါမိမဘုတ်ဆုံမှာငါမကြောက်ဘူးဘုတ်ဆုံမဆိုတဲ့ပြဝက်ငါရှိမှ तू အမြဲဒူးထောက်ရတာအဲ့ဒါတော့ငါယုံတယ်မင်းကရင်တော့ဘုံကြီးလေကတော့ရတော့ဖေမနောက်နဲ့တကယ်ပြောတာငါရှိမှ तू အမြဲတမ်းကြောက်ပြီးတော့ဒူးထောက်ရတာ तू အခုတဖြည်းဖြည်းဝါလာလေငါပညာရှိနေနဲ့သူ့ကိုနှိမ့်ဆက်နေတာဘာဆိုင်လဲကွာမင်းကငါဆိုင်တော့ဗောသူ့ကိုငါနှေးတိုင်းစီဦးထောပတ်တွေအစီအစိတ်အသားတွေနှေးတိုင်းကျွေးတာအခုဆိုရင်အိမ်ရှိတကားတောင်ချဲ့လိုက်ရပြီအဲ့ဒါနဲ့မင်းသူ့ကိုနိုင်ရတယ်ဘာဆိုင်ကိုဆိုင်တော့တကားချဲ့တယ်ဆိုတော့ तू တဖြည်းဖြည်းဝါလာအဲ့လိုဝါလာတဲ့အတွက်သူ့ခန္ဓာကိုယ်မှာအ ਨੇ ဆုံးဘာတွေရှိမလဲဆိုတော့သွေးတို့စီးကြိုကြောက်ကနှလုံးအကုန်ရှိသွားပြီနောက်တစ်နေ့လောက်ဆို तू သိမယ် तू သိတာနဲ့ तू ကြံခဲ့တဲ့လေတွေခြံတွေအိမ်တွေဝိုင်းတွေအကုန်ရောက်ဟိုဘက်ရွာကိုပြောင်းအဲ့ရွာကောင်မလေးတယောက်နဲ့ယူအဲ့ကောင်မလေးတောင်တွေ့လာပြီးသွားပြီဘလို့ဟိုလိုလေအော်ရွှေမီလို့ဟာရွှေမီငါတော့တာမဟုတ်တော့ငါတော့တာမင်းလေရွှေမီပါလေကိုထေလာတော့လာလေဒီမှာမိမတမ်းမဲ့ထေတော့ကျမတို့ကအယူတွေမှမဟုတ်တာပါအားရဟိုးတာသူထတဲ့ဘက်ကနေပြန်လာတာဟုတ်တယ်ရှင်တို့ညပြောတဲ့စကားတွေကိုလေကျမတို့နှစ်ယောက်လုံးအကုန်ကြားရှင်တို့ရှင်ကိုမိမတွေကိုပြောလိုက်တာများလေမို့ချိုးမြစ်ချိုးဗဒတ်သာချိုးပက်ဆက်ရက်ဆက်နှိမ့်ကိုအမလီလုံရလိုက်ကြတာပြောရလိုက်ကြတာဟုတ်ပါကြောက်ဖို့ကောင်းလိုက်တဲ့ယောက်ျားတွေအေးရှင်တို့ရှက်ဘူးလားဘာလာပြောတာကိုဘာမူးကျင်လို့ထိုင်ရလာတော့ပါသူတို့လောက်တာနဲ့အမူးပြေတော့မင်းကိစ္စမင်းရှင်းလိုက်ရောဟဲ့နင်တို့ကလေဘာဝင်ပြောတာနင်တို့နဲ့ဘာဆိုင်လို့ဟာဘာလို့မဆိုင်ရမလဲဆိုင်တယ်ဆိုင်တော့တိတ်ကိုဆိုင်ဒီမှာရှင်တို့တွေကလေရှင်တို့မရတဲ့ပြောတဲ့ဆိုသူတို့တွေကကျမတို့ရဲ့မြေကြောက်ရွာသူတင်းရှင်အဲ့တော့ကျမတို့ကိုပြောတယ်ကျမတို့ခံစားတယ်နားလေလားဟုတ်တယ်ဒီမှာကျမတို့မရကြောက်ရွာသူအချင်းချင်းဘလောက်သီးလုံးညွတ်တယ်ဆိုတာရှင်တို့ယောက်ျားတွေသိပါတယ်အဲ့တော့ကျမတို့ကိုပြောလေကျမတို့ပြောသူခံစားရတယ်သဘောပေါက်ပါတယ်နော်ဟဲ့နင်တို့လူကြီးကငါတဲ့ထဲမှာလာပြီးဩဇာတိလာရောင်းတယ်မဝယ်သေးဘူးပြန်လိုက်တော့ဒိုးလိုက်ဒီမှာငါတို့တွေကလေငါတို့မိန်းမတွေပြောတာပဲခံမယ်နင်တို့ပြောတာလုံးဝမခံငါတို့အာနာတွေခွာနာတွေလာပြမနေနဲ့အဲ့လိုအာနာခွာနာတွေပြကြရင်ကိုယ့်ဘာကိုလင်ယူပြီးတော့ကိုယ့်လင်ကိုပြလိုက်မဟုတ်ဘူးငါပြောတာကိုယ့်လင်ကိုအာနာတွေပါဝါတွေပြလိုက်လို့ပြောတာသူကအပြိုကြီးလို့မပြောအောင်နော်တခါတည်းပဲလိုချင်တာတန်းတူးရတယ်ဒီကတည်းကအဲ့ဘာသာတဘောလို့ပိတ်နော်မပိတ်ရင်ဟောဒီထီးတစ်ချောင်းနဲ့နှစ်ပေါင်လုံးဆော့ထလိုက်မယ်ဆော့လူတွေဘာပြောင်းအောင်နေလဲဒီမှာပြတာငါတို့ကိစ္စမဟုတ်ဘူးနော်ဒီတို့ပြမယ်လူပေါ်လာလိမ့်မယ်အဲ့ကြမှာကိုဟာကိုရှင်းညာဟာတားပါလားဟုတ်ကြောက်လိုက်တာကြောက်လိုက်ပါကြောက်လိုက်တာကြောက်လိုက်ပါဘယ်မှသိငါ့ကိုနေရတောက်နဲ့ကြောက်လိုက်တာဟုတ်တယ်ဒီမှာရှင့်ကိုလေ तू ကလေအပြင်မှာသာကြောက်ချင်အောင်စောင်းနေတာတဲ့ဒီတရောက်လို့ရှင်လေရှင့်ကတော့ तू ပြန်ကြောက်ရသေးတာတဲ့အမလီဘလောက်တောင်ကြောက်လို့ဆိုလို့ရှင်လေရှင့်ကလည်းတန်လေးတော့မထွေရဘူးတဲ့နေရွက်ကလေးကိုကောက်ပြရတယ်တဲ့နော်အဲ့လိုပြောတာပတ်တဲ့ငါဒီတော့အတာခွတ်တာကိုနေမကြောက်ဘူးလားဘလောက်ခွတ်တယ်လဲဆိုတော့ငါပြတ်မယ်ဒီအောင်ငါကြောက်ပါပြောတာသိနိုင်တော့မပါဘူးနေဟိုအခုလိုဝါကျူးလာအောင်လေသူကတမင်ကစီးထောက်ပါလေကျွေးထားတာတဲ့အဲ့လိုကျွေးပါတယ်နေပါတယ်ဟိုပါလေကျူးလာပါတဲ့အခု
မှာနှလုံးရောသွေးရောကြောက်တော့အဲ့ဒီလောကကြီးကိုရှိနေတော့ပြီတဲ့ဒီနေ့တော့နေသေတော့မှာတဲ့ဒီမင်းသေတော့မှ तू ကဘိုးပဲရွာတော်မလေးကိုဟိုဟာလို့ပြီးယူပါတဲ့အဲ့ဒါသူ့ရောတွေ့ထားပြီးစစ်တယ်အဲ့လိုပြောတာလေဒီကိုအတီဆိုးတဲ့နေဦးတာဒါဒါဒီဘာပဲမိမမိမဒီကိုလာတယ်ဘူးတက်ကြီးပါတော့ခဲလိုက်ရပြီဒီတော့ပြောလိုက်ဟဲ့ရုံးလေ ဒကာကြီးတို့ကိုခေါ်ရတဲ့အကြောင်းရင်းကတော့အထွေထူးတော့မရှိပါဘူးမှန်ပါဗျာတတိပေးစရာလေးရှိလို့ပါဒီမှာဒကာကြီးတို့ဟိုဘက်ရွာကငွေတိုးပေးစားတဲ့ကိုလှမြင့်ကိုသိလားသိပါတယ်ဗျာအဲ့ဒီကိုလှမြင့်အိမ်ကိုညတုန်းကဓမြဘုံမိုးသီးအဖွဲဝင်စီးသွားတယ်ဒီလိုလိုလည်းမကြားဘူးလားဗျာဘယ်ကြားပြီးမှမလဲဒကာကိုလှမြင့်ကိုယ်တိုင်ကဘသူမှမပြောဘူးကိုယ်တိုင်ကလည်းရက်ရွာလူကြီးတယောက်ဖြစ်နေတော့ဓမြကိစ္စရွာထဲမှာတိသွားရင်စူညံနေဖြစ်ကုန်မှာဆိုလို့တူပါတယ်မှန်ပါဗျာဘသူမှမပြောပဲဆရာတော်စီကိုပဲဒိုးတိတ်လာလျှောက်တာဘုံမိုးသည်ထောင်ကလွတ်လာပြီးနဲ့တူတယ်တင်ပါဗျာအဲ့ဒါကြောင့်ဒကာကြီးတို့လည်းညဘက်သတိဝရိယနဲ့နေကြဖို့အမျိုးသမီးတို့ကိုလည်းအဖော်မပါဘဲနဲ့ရွာပြင်းမထွက်ကြဘူးခေါ်ပြီးတော့သတိပေးရတာဒီမှာဘုံမိုးသီးတဲ့အဖွဲကဟိုဘက်ရွာတောင်ရောက်လာပြီဆိုတော့ဘုန်းကြီးတို့ရွာကိုလည်းအချိန်မရွေးရောက်လာနိုင်တာဗောဟိုမမဖေဟိုတပည့်တော်ရွာသူရွာသားတွေကိုသတိပေးထားတယ်ပါဗျာအေးဒါချုံနဲ့ရှင်ကြီးဗျာမင်းတို့နှစ်ယောက်လည်းဒီရွာသားတွေဖြစ်နေပြီဆိုတော့ရက်ထဲရွာတွေကိုကူညီစောင့်ရှောက်ကြရမယ်နော်စိတ်ချပါဗျာစိတ်ချပါတပည့်တော်ရဲ့ပညာအစွမ်းနဲ့ဒီရွာကိုဘေးဆိုအန်ရဆိုကတ်ဆိုတွေမကြရအောင်စီရင်ထားပါတယ်ဗျာကြည်လဲလို့ပေါင်းရှင်ကြီးဟာတော်ကြတို့ရွာဓမြတိုက်ခံရတဲ့အိမ်ကမင်းအိမ်လည်းဖြစ်နေပါအောင်မယ်အဲ့ဒီလိုလေဟိုလူပါလိုက်သွားလိုက်ပါမယ်ဗျာဟိုမှားလို့ပါဗျာမှားလို့ပါဗျာဖေအောင်မင်းမစော်ကားနဲ့မင်းမစော်ကားနဲ့မင်းကမှမင်းစီကိုလေဘာယောဂပဲဖြစ်ဘယ်လူနာပဲလာသွေးစည်းလေးတစ်မျိုးတည်းကိုလှက်ပတ်တိုက်နေတဲ့ဘိန်းတော်သူဘိန်းတော်ရောင်ကွာငါလူပိုလေးမှာတိတ်ကလာမချနဲ့နော်မင်းကချကြတိတ်ကောင်ရှိလို့တိတ်ကနဲ့လူထုံးနဲ့ဘေးနေစရာကွာဘေးနေစရာတမာတိနဲ့နေလို့နေတာဟဲ့အောင်လေအခုပြက်ခိုင်းကြလားအခုပြက်ခိုင်းမင်းတို့ကငါရှေ့တော့မရှောင်ရက်ရွာကာကွယ်ဖို့နေသားသားအချင်းချင်းကမတည့်ကြဘူးအသက်တွေကလည်းငယ်ကြတာမဟုတ်တော့ဘူးခုတည်းပြန်ရင်နေကြသေးတယ်ဒီကောင်စတာပါဗျာမင်းစတာမင်းရင်ပြောလို့ငါပြောတာတိုးကြပါတော့ဗျာဆရာတော်ရှိမှမတင်တော့ပါဘူးကိုရကြမှာအေးစေးရှင်းကြဓာတ်တစ်ချောင်းကြီးရှာပေးမယ်ဟုတ်ပြီလားဟာကိုရကြမှာရှင်းကြပါဒါပဲမင်းတို့နှစ်ယောက်ကမတွေ့လိုက်နဲ့တွေ့တာနဲ့ကြိုက်တော့တာပဲခွဲတဲ့ကြောင်ကြာနာပဲတပည့်တော်ကြောင်ပါဗျာအေးမင်းကြောင်မှန်းသိပါလေကွာမင်းခွေးလို့ပြောနေတာမင်းကြောင်နေတာမင်းဦးကိုမသေးအောင်မကြည့်နေအောင်ဆောင်မကဲမကဲအာကိုမသေးအောင်ပါကိုရကောင်းနေပါလေဆိုဒီမှာပဲဘာဖြစ်လို့ရှိရကွယ်နေရလဲဒီကျန်လေးထည့်လိုက်စားဒီကျန်လေးထည့်လိုက်စားကိုမင်းရှင်များတတ်တယ်ပါလေအဲ့ဒီဝတ္တရနဲ့အဲ့ကျမတို့ရွာနာတူဓမြတွေကရောက်လာပြီတဲ့အေးပါချိုးရနင်ကလည်းကြောက်တတ်လိုက်တာငါတယောက်လုံးရှိပါတယ်ဟာမလေးကျမတို့ပြောနေတာလေရှင်းအတွက်စိုးရင်လို့ပြောနေတာကျမလေကိုကာဝယ်နိုင်ပြီးသားဘာမှမဖြစ်ဘူးနော်နင်ကငါ့ကိုစိုးရင်လေဘာပေါ့အဲ့ဆိုနင်ငါ့ကိုရမ်းချစ်လို့ပေါ့နော်ပြောတာဒီမှာကျမရှင်ကိုစိုးရင်လေဆိုတာဓမြတွေကလေရှင်ကိုတက်ခုလောက်လိုက်လို့ရှင်သိသွားတယ်ဆိုရင်ကျမမှနိုင်စရာလင်းမရှိတော့မှဆိုလို့တော့ရေးအဲ့ဒါကိုပြောနေတကယ်လို့ဓမြတွေလက်ချက်နဲ့ငါမသေးဘဲနဲ့နေသိဝိုင်းဘယ်လိုလုပ်ဘုဘလေးကဘာလို့ရှောင်ပြောနေရလဲမပြောကောင်းနိုင်နော်ကျမဘာကိစ္စသေးရမှာဟာသဘောပြောတာပါ
ငါမသေးဘဲနဲ့နင်းသေးသွားရင်ဘယ်လိုလုပ်မလဲလို့ အော်ပြောနေရလေမသိပါဘူးဆိုကောင်မလေး မဟုတ်သေးပါဘူးဟာသေသွားရင်ဘယ်လိုလုပ်မလဲလို့ပြောတာပါ ကျမမသိခင်လေရှင်ကိုရင်သိအောင် တို့တို့ဟိုစုထားဆောင်းထားတဲ့ပတ်စက်ကလေးလေအဲ့လေဘယ်နာတိန်ထားတော့ တိန်တာကျုပ်တိန်တာဘာလို့မို့လဲ ဩဘာလဲဟုတ်ပါဘူးဟိုဘက်ရွာကိုလေဟိုတနေ့တော့ဟိုဓမြဝတ်တိုက်သွားတာကြားလိုက်တယ်မလား အေးကြားတယ် အဲ့ဒီမြတွေဒီဘက်ရောက်လာမှဆိုလို့အဲ့ဒါရှိတာလေးဘာသာမှဆိုလို့စိတ်ဘူးလို့ အဲ့အတွက်ကပိုးမနေနဲ့ဒီမှာဓမြတွေလာတိုင်အောင်ကျုပ်ထုတ်ပေးမှဖြစ်တာအဲ့အတွက်ဘာမှမဘူးနဲ့ အေးလေအဲ့တိန်ထားတဲ့နေရာလေးကဘယ်နေရာလေးမှနေ โอเคဟိုမှာတဲ့ကွာကိုရီးယားကောင်းကောင်းမကြည့်ရဘူးကျုပ်တိန်ထားတယ်တေချာတိန်ထားတယ်ရှင်အဲ့တိန်ထားတဲ့နေရာတော်တော်စိတ်ဝင်စားနေဟလား ဟုတ်တယ် တိကျင်နေတယ်ဟလားအဲ့ကပြောစမ်းတိကျင်ရတဲ့အကြောင်းရင်းလေးကျုပ်ကိုပြောပြလိုက်စမ်း ဟိုပေါ့ဟိုဒီလိုပါဘာညာတော့ပါဘူးကွာအဲ့ဓမြတွေရောက်လာပြီးတော့မင်းတက်လိုက်လို့သေသွားရင်အဲ့ပတ်စက်တွေဘယ်နှမှကျုံမသိလိုက်မှဆိုလို့ အေးဟုတ်သားတော့ဟိုမှာတိအဲ့ကိစ္စကျုပ်မိတာ အဲ့ဒါပြောနေတာ ဓမြတွေတတ်သွားလို့ကျုပ်ကကန့်သွားအမလေးရှင်ဒုက္ခရောက်မှာပေါ့အမလေးညံကြီးရှင်လာခဲ့အဲ့နေရာကျုပ်ပြောပြမတဲကျုပ်ကဓမြကလို့သိနေတော့ဟဲ့ရှောက်ကြမ်းကြမယ်နည်းနည်းပါအားလေးပါလေစိုက်စမ်းမှာတော့ ဒီရောပေါ့ဒီလိုအနှိပ်ပညာသင်မဲ့စာမျိုးတက်ပြီးတော့ဟိုတိုင်ကွမ်တိုဆိုလားဂျူဒိုဆိုလားအဲ့ဒါတွေပဲသင်မလိုက်ချင် ရှင်ကအဲ့ဒါတွေသင်ပြီးတော့ဘာလုပ်မှာမို့တော့ ဩရွာမှာဓမြတွေကတောင်းညံ့နေလေသူတို့လာရင်ပြန်ပြီးတော့ခုခံပြီးပြန်ချမှာပဲ အမလေးတော့အဲ့ဒီအတွက်နဲ့တော့အဲ့လောက်ထိကြိုးစားနေကြအကြောင်းကိုမရှိဘူးကျမတယောက်လုံးရှိရလာကျင်တဲ့ဓမြတွေလာလိုက်စမ်းကျမနဲ့တွေ့သွားမယ်ရှင်ကလေအရေးကြီးတာအနှိပ်ပညာကိုတိတ်တိတ်ချာချာသင်ပြီးတော့ကျမကိုနှိပ်ဖို့ပဲနားလေးဒီနားလေး ဒါဆိုငါတိုင်ကွမ်တိုတို့ဟိုဂျူဒိုတို့ခလာတေးတို့မသင်ရဘူးပေါ့ ။အိုးသင်စရာမလိုပါဘူးဆို အနှိပ်ပညာပဲသင်ရမယ် ။မနေ မင်းကအဲ့ဒါတွေတက်လို့ အမလီဟာလေရှင်းရမယုံလားဟမ်။ဟာလေရှင်းကိုကျမတော့ဘောလောက်ပြရမလား ကြပြကြည့်တာမပြကြည့်တာ ။ယောက်ျားရှင်းနည်းနည်းလေးကုန်းလိုက်စမ်း။ကဲယုံပြီမလားယောက်ျား။ မင်းကတော့ရေနဲ့ပတ်တာလေဗျာ ဘာပြီးတော့လဲ ဟုတ်ပါဘူးတော့မလောင်းနေတာ ဟာအဲ့ဒါပြီးတော့တော့မဟုတ်ဘူးအထက်ပုဂ္ဂိုလ်ကိုပြပြီးလက်ခေါ်ထားတာကွာ ခင်ဗျားလက်ခေါ်ထားလေလေတရွာလုံးမီးလောင်တိုင်းသွင်းနေသလိုပဲ ကိုပြကြကုန်လိမ့်မယ် ခင်ဗျအိပ်ပျော်နေပြီတော့ ဟာအိပ်ပြောတာမဟုတ်ဘူးဒါမျက်လုံးမိတ်ပြီးတော့အထက်ပုဂ္ဂိုလ်တွေနဲ့ဆက်သွယ်နေတာဟာ တော်တော်အေးဝသွားဖို့ပဲ နေကြီးပဲရသည်ဟာဒီလျှောက်ပြောနေရလေနားမလဲပါမလဲနဲ့ကဲဘာလာလောက်ကြတာလဲ ဥရှင်ကြီးလာပြင်တာ ဟင်ဘယ်လိုလုပ်လို့ ဟုတ်ဘေးတင်လာမေးတာလို့ ဟုတ်ပါတယ်ဟိုကျွန်တော်တို့မိမရဲ့နဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့မိမရဲ့ဇာတာတွေကိုစစ်ပြီးတော့လို့ရှိရင်ဗုဒ္ဓိုင်ထူပြီးရင်ဘယ် နေ နဲ့ နေဘာဖြစ်လဲစာရာလေးစစ်ရမယ်ဗုဒ္ဓိုင်နေထူရမယ်ဟလားအော်တခုတော့ကြိုပြောထားမယ်နော်ဟောမှာဘေးတင်ဆရာဆရာကိုဆရာလာမလုပ်နဲ့ဆရာလေဆရာတွေကိုဆရာမလုပ်ဘူးဆရာကိုဆရာလုပ်တာလည်းမကြိုက်ဘူးဆရာကိုဆရာလုပ်ချင်ဆရာတွေစီမှာဆရာဖြစ်တဲ့နဲ့တက်ပြီးမှဆရာကိုဆရာလာလုပ်အခုလောလောဆယ်ဆရာကိုဆရာလာမလုပ်နဲ့ကောပူပြီးမှတာ ဟုတ်ကဲ့ပါဆရာမရဲ့ ဒီလောက်ဆရာကြီးမိုးမုံပြောနေတာဘာဆရာမလို့ကဲတော်ကြီးမင်းတို့ဘာမှပြောကြမလို့ အဲ့ဒါပြန်ကြမယ် ပြန်ကြဟာပုတ်လေဒီလိုပါမင်းတို့ကလည်းမင်းတို့ဘာမှပြောကြမလို့ငါပဲပြောမယ်လို့ပြောတာမင်းတို့အခုရောက်လာတဲ့အချိန်ရယ်မင်းတို့ရဲ့ပုံစံတွေကြည့်ရတာမင်းတို့မှာတောကတွေကိုစီပိုက်လာကုန်မယ်အဲ့တော့ကလည်းတခြားတော့ကမဟုတ်ဘူးမင်းတို့ရဲ့မိန်းမတွေနဲ့ပတ်သက်တဲ့ပြဿနာတွေပဲဖြစ်ရမယ် ဟာမဟောဘဲနဲ့မှန်တာ ဟောလို့မှန်တာမဟုတ်ဘူးလား မမေးဘဲနဲ့ဖြေတာမှန်တယ်လို့ပြောတာမေးကြတော့မလို့ ဖေးတင်ဆရာဥရှင်ကြီးရင်ကမိုင်ဥရှင်ကြီးလို့မဟုတ်ဘူးနော်ရင်ကန်းရေချိုးပိုင်နေ အဲ့ဒါကြောင့်ပြေးဆိုတာ အဲ့ဒါမင်းဘာမှမသိတဲ့ရန်တန်းလို့ဖြစ်ရတာနော်ကဲမင်းရေစဟောပဲ ဟုတ်ကဲ့ပါဆရာ မင်းမိမရဲ့ဝိသက်ကင်ပြောစမ်း ဟိုဆရာဟိုကျွန်တော်သက်ကရစ်ပေးရမှာမဟုတ်ဘူးလား အော်ဒီမှာမင်းတို့သိအောင်ပြောထားအောင်ပဲဆရာကိုဆရာမလုပ်နဲ့ဆရာလည်းဆရာတွေကိုဆရာမလုပ်ဘူးဆရာကိုဆရာလုပ်တာလည်းမကြိုက်ဘူးဆရာကိုဆရာလုပ်ချင်ဆရာတွေရှိမှဆရာဖြစ်တဲ့နဲ့တိတ်ပြီးဆရာကိုဆရာလုပ်လောလောဆယ်ဆရာကိုဆရာလာမလုပ်နဲ့နော်ဟွန်း ဆရာမပြောနေတယ် ဟဲ့ဆရာလို့ပြောနေတယ်နော်ပြပစောက်ပိတ်ထားကဲမင်းမဘယ်နှခုလဲ ဟိုတစ်ခုတည်းပါဆရာ တော်တော်ကြီးလား အဲ့ဒါတော့ရှိတယ်ဆရာ တော်တော်ကြီးတာဗောဟာဟဲ့ဘိုက်ဆောက်ပြောနေမင်း ဟိုဆရာဟိုဗာမေးတာလဲ အိုးမင်းကမေးတဲ့အသက်ကြီးလာလို့မေးနေတာ မကြည့်ပါဘူးဆရာ အေးအဲ့ဒါဘယ်နှခုလဲ ဟိုတစ်ခုလို့ပြောပြီလေဆရာ ဟ
မင်းမတခုတည်းတော့မဖြစ်နိုင်ဘူးဒီပြန်နဲ့ကပ်ပြီးမွေးမှာဗောကွာမင်းကလေ 90နဲ့တခုပါဆရာ အေး60ခုလို့ပြောတယ်ပြီးနေတဲ့ကိစ္စကိုကွာ နေသမောင်1992ခုနဲ့ငါးမျက်နှာနဲ့ဘာဆိုင်လို့လဲ ဟေးကောင်ပြီးမှအဲ့ဒီ60ခုနဲ့မင်းနဲ့ဗာဆဲဆိုငါပြီးတွက်ပြမယ်နော်မင်းမစားပိတ်တာဟာမင်းကဗရဏကတုံးအောင်ရောက်နေတာလေ အဲ့ဒါကျွန်တော်တိတ်တော့မှာပေါ့နော်ဆရာ ဩဟိုဒီလိုပါကွာတေးတယ်ဆိုအဲ့လိုတေးတာမဟုတ်ဘူးမင်းမီးသေးသွားစေရမယ်မိမနဲ့ပတ်သက်ပြီးတော့နော်ငါလုပ်ပေးလိုက်မယ်နော်စိတ်ကြကဲမင်းပြောစမ်း ပြောချင်တာဗျာကျွန်တော်မိန်းမဇာကြီးလွင်ကယာဒီကို ဟုတ်လားယာဒီအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ယာဒီမသိတာချိုနဲ့ညီးတယ်တာချိုဆေးเสียနော်တာချိုအဲ့ဒီကိစ္စကြီးကျွမ်းတယ်ယာဒီမသိရင်တာချိုနဲ့တော့ညှိလိုက် မဟုတ်ဘူးလေဆရာမို့စေးတောက်ချင်တာမဟုတ်ဘူးလေကျွန်တော်ယာဒီကိုနဲ့နေထုတ်ပလိုက်ချင်တာ အိဆာယာဒီဘယ်လိုသုံးလိုက်လဲအတုံးလုံး ယာဒီကိုနဲ့ထုတ် ယာဒီကိုနေစိုးဖို့လည်းမင်းသုံးတယ် ဟုတ်ကဲ့ အော်မင်းလည်းသိအောင်ပြောလိုက်အောင်မယ်နော်ဆရာကိုဆရာမလုပ်နဲ့ဆရာလည်းဆရာတွေကိုဆရာမလုပ်ဘူးဆရာကိုဆရာလုပ်တာလည်းမကြိုက်ဘူးဆရာကိုဆရာလုပ်ချင်ဆရာတွေရှိမှဆရာဖြစ်တဲ့နဲ့တက်ပြီးမှဆရာကိုဆရာလာလို့လောလောဆယ်ဆရာကိုဆရာလာမလုပ်နဲ့ဟုတ်ပြီနော် ဆရာမစကားနားထောင်ပါဖြစ်ကောဆရာစ မ ကား င်းတော်တော်များနေပြီမင်းတော်တော်များနေပြီ ဆရာမပါလို့ အေးမင်းပြောဆိုလေးနော်မင်းပြောဆိုလေးလည်းလူတယ်ကဲမင်းလေပြောစမ်း ကျွန်တော်မိန်းမဘုတ်ဆုံမဝဝကြီးအဲ့သူ့ကိုလေလျှော့လိုက်တယ်လို့လေပြားချက်သွား အော်အဲ့ဒါဆိုရင်တော့ငါနဲ့မဆိုင်ဘူးနော်တာဆိုကြီးတော့ तू ဆေးเสียပိန်ဆေးတောက်ခိုင်းလိမ့်မယ် မဟုတ်ဘူးဆရာကျွန်တော်ပြောတာလေဘေးရင်နီးနေပေါ့ဆရာရဲ့သူ့ကိုမဟာဗုဒ္ဓိုင်ထူပြီးတော့ဘလောက်ကျွင်းလဲပေါ့တွက်ချက်ပြီးတော့ပူရီပင်က ဟုတ်လားနေတာဘလို့စကားလုံးနဲ့တုံးတယ်ဘလို့စကားလုံးနဲ့တုံးလိုက်တာဟမ်ဘေးဒီပညာနဲ့တွက်ချက်ရမယ်ဘလောက်ကျွန်းနေပူရီပင်ကဘာညာဟာမင်းပြောထားအောင် ဆရာကိုဆရာမလုပ်နဲ့ ဆရာလည်းဆရာတွေကိုဆရာမလုပ်ဘူး ဆရာကိုဆရာလုပ်ချင်ဆရာလေးရှိမှဆရာဖြစ်တင်တန်းတက်ပြီးမှဆရာကိုဆရာလုပ်ဆရာကိုဆရာလုပ်ရင်ဆရာမကြိုက်ဘူး အေးအဲ့ဒါဆိုရင်မင်းတို့ကဆရာလားငါဆရာလား ဆရာပါဆရာ ဟဲ့အဲ့ဒါဆိုရင်ဆရာဆရာမလုပ်နဲ့ဆရာလေဆရာတွေကိုဆရာမလုပ်ခဲ့တော့ ပါတော့ဗျာ ဟာပဲဘာကောင်းဒီမမသိပါဆရာကောင်းနဲ့မထိုက်တဲ့ကောင်းနေ အေးဒူရယ်လို့ဖြစ်လာပြီဆိုရင်ပထဝီတေဇောအာဘောဝါယောဆိုတဲ့ဓာတ်ကြီး၄ပါးကိုညီညွတ်မျှတအောင်နေရတယ်မင်းတို့အခုလို့ဖြစ်တယ်ဆိုတော့အဲ့ဓာတ်ကြီး၄ပါးမညီညွတ်လို့ပဲမင်းဓာတ်ချုပ်နေတယ်မလား ကျွန်တော်ဝမ်းသွားနေပါ ဟုတ်တယ်လေမင်းဝင်းသွားနေလို့ဓာတ်ပြန်ချုပ်ချင်နေတာမလားလို့ပြောတာဟုတ်တယ်မလား ဟုတ်ပါတယ်ဆရာ ဟုတ်ပါမယ်ကဲမရရစဟုတ်တပတ်လေဒီကောင်တို့ပြောင်းဘူးရိုးနဲ့ရပါမလား ဗျာမဟုတ်လေ ပြောင်းဘူးရိုးနဲ့ဖော်ဆက်ထားတဲ့ဆေးနဲ့ဆိုရင်ရပါမလားလို့ပြောတာထိုင်ဩခက်တော့တာပဲဒီဆေးကလူအရက်မောင်းကိုကြည့်ပြီးတွက်ချက်ပြီးမှပေးရတဲ့ဆေးဒါကြောင့်မလို့မင်းမတ်တက်ရခိုင်းတာကဲဒီဆေး3ခွက်ထည့်ပေးလိုက်နော်ဒီဆေးကိုမနက်နေ့လယ်ည3ခွက်တောက်ပြဒါကိုတေးသေးချာချာယုံယုံကြည်ကြည်တောက်ဒါနဲနဲရရဆေးမဟုတ်ဘူးနော်အိဆာတရားနန်းတွင်ဆေးဟိုးဘယင်မင်းများလက်တဲ့အစဉ်အဆက်နန်းတွင်သမားတော်ကြီးတွေတုံးဆွဲခဲ့တဲ့ဆေးအခုအချိန်မှာမြန်မာပြည်မှာဒီဆေးကိုဖော်ဆက်နိုင်တာဆရာတာချိုတယောက်ပဲရှိတယ်ဟုတ်ပလားရေုံကြည်တောက်ပြကဲတောက် အားကိုးပါဆရာဟိုကျွန်တော်ဆေးဖို့လေးဘယ်လောက် အသက်ပြားစကားမပြောနဲ့အသက်ပြားဆေးစရာမဟုတ်ဘူးစေရနာဆေးစရာတရားသလောက်တမအလူငွေထည့်တော့ဒါပဲ နော်စားပါဆရာဆရာခွင့်ယူပါဆရာ ကောင်းပြီကဲနောက်တစ်ယောက်က ဆရာဟိုလေ မပြောနဲ့လက်လေးလက်လေးလက်ပေးအာခက်တက်ကြီးလေးပဲမငြိညွတ်ဘူးဖြစ်နေတာပဲခက်ဝမ်းသွားနေတာမလား ကျွန်တော်ဓာတ်ချုပ်နေ ကြမပြောနဲ့ကျွန်တော်ဆိုလိုတာအပူချုပ်နေတာကိုပြောတာဝမ်းသွားလိုက်မှအပူပုတ်တွေဆင်သွားမှပျောက်သွားမှဒါကိုပြောတာဟုတ်ပြီနော် ဟုတ်တယ်ဆရာ ကဲ ဆရာဆေးပေးပါဆရာ ဩလာဆေးခိုင်းနေဟိုမှာကြောက်စီနဲ့စီရှိရကိုယ့်ကိုသွားဆေးလေဗျာကျွန်တော်ဆေးเสีย ဟုတ် ဗျာ ဘူးဆရာဟိုအဲ့လိုဆေးတော့ပြောမှာဟိုတောက်တဲ့ဆေးပေးပါဆရာ ပေးမယ်ဒီမှာအိဆာတရားဆေးပေးမယ်3ခွက်ထုတ်လိုက်မနေ့နေ့ည3ခွက်တော့ပြ ဟာဆရာဟိုခုနဝင်းသွားတော့လေဒီဆေးပဲအခုဝင်းထုတ်တာလည်းဒီဆေးပဲလားဆရာ ဩဒါနင်းနေရရဆေးမှမဟုတ်တာအိဆာတရားနန်းတွင်သမားတော်ဆေးဓာတ်ချုပ်တဲ့လူတောက်ရင်တက်တယ်တက်တဲ့လူတောက်ရင်ချုပ်တယ်နားလေခမရရေးအေးလေးနဲ့တောက်ဟုတ်ပြီပြန်မမင်းနဲ့ โอเคဆရာ ကြောက်စီရ
စခွေရောလား ဟုတ်ပြီကဲမဟုတ်ထိုင် ဗျာကျွန်တော်ဘာမှမဖြစ်ဘူးအပေါ်လိုက်ပြောရင်းနဲ့ပေါ်လိုက်တာ ခဏနဲ့နောက်ကြီးလိုက်ခရဲဓာတ်ကြီးလေးပါမညီညွတ်မများတာဘူးဆိုကျုပ်ကတွေ့နေရပြီအဲ့ဒါကြောင့်အဖော်လိုက်လာတဲ့ကျုပ်ကကုပေးရတာကံကောင်းတယ်မှတ်ခမရ ကျွန်တော်ဘာမှမဖြစ်ဘူးဆရာဟိုစားလို့လည်းဝင်တယ်အိမ်လို့လည်းပြောတယ်ဝင်လည်းမသွားဘူးဆရာ အဲ့ဒါကယောဂဖောက်ပြန်နေတဲ့သဘောဗျာခမရဝါရောမလိုက်တာခမရမိမ့်မကိုမြင်တာနဲ့အလိုလိုနေကြောက်နေတယ်မလား ဟုတ်တယ်ဆရာ အဲ့ဒါဝါရောအားနေနေတာ ဝါရောဟုတ်ကဲ့ ဟုတ်တယ်စစ်တော့ရမယ် ဟောတော့ပါ ကဲကိစ္စတရားစီ3ခွက်မနေ့နေ့ည3ခွက်တော့ကြောက်နော် ဆရာဟိုဝင်သွားတဲ့လူတော့လည်းဒီစေးပဲဝင်ချုပ်တဲ့လူလည်းဒီစေးပဲကျွန်တော်ကြောက်လည်းဒီစေးပဲလားဆရာ ပြောတာတော်တော်မောပါလားဒါနန်းတွင်းသမားတော်စီတွဲတောက်တဲ့ရေချင်းမတူရေအေးနဲ့တောက်အာနိသင်တစ်မျိုးရေနွေးနဲ့တောက်အာနိသင်တစ်မျိုးခမရကြတော့ထရေနဲ့တောက်အောင်ပြော ဖေးနဲ့တော့မှာတောက်ပြီဟာဖေးတောက်ချင်တာမိမကြောက်လို့မတောက်ပါဘူးတောက်ပါဆရာ ဒါကိစ္စတရားစီးနဲ့တွဲတောက်တယ်လို့ပြော ဟာတောက်ပါဆရာ ခမရဝါရောအားတွေတက်လာမယ် ဟဲ့လားဖေးတော့ကဲရှိတော့ကုန်ခဲ့ပါပြီပါပြီဆရာတေးနဲ့ ဟာခမရဓာတ်ကြီးလေးပါတော်တော်ဖောက်ပြန်နေတာပဲ ဗျာ ဟုတ်တယ်ခမရစိုးရင်ရတဲ့အနေထားကိုရှိတယ်နော် ဟာဆရာကျွန်တော်လက်ကထိုင်အောင်လာပြတာဆရာ သိတယ်အဲ့ဒီဒဏ်ရာနဲ့ဓာတ်ကြီးလေးပါဆိုတာဆက်နေတယ်အဲ့ဒီဒဏ်ရာကဘာကြောင့်ဖြစ်တာလဲပြော ကျွန်တော်အရက်တောက်လို့မိမရိုက်လိုက်လို့ပါဆရာ အဲ့ဒါပဲလေမိမရိုက်လိုက်တဲ့အရှိန်နဲ့ခမရကိုတွင်းမှာဒီဓာတ်ကြီးလေးပါကြောင်ချောက်ချားဖြစ်သွားတာ ဟုတ်ကဲ့ပါဆရာ ဟုတ်တယ်မလား ဟုတ်ပါတယ်ဆရာ ဟုတ်ရမယ် အဲ့တော့လေဟိုကျွန်တော်ဒီစီးလေးပဲပါဆရာ ဟောဒီစေးတဲ့ ဟောဒီဆိုကျွန်တော်မနေ့နေ့ည3ခွက်တောက်ပါမယ်ဆရာ 3ခွက်တဲ့ ကျိုးစီဆရာဟိုကျွန်တော်ဗာလေးရောတော့မယ် ဩဟုတ်လားမင်းကြတော့တီဇောတက်အားနေနေတာဆိုတော့ပူပူပြင်းပြင်းအရက်နဲ့တွဲတော့ရောက် ကောင်းလိုက်တာဆရာရဲ့ကျွန်တော်လေမိမကိုကျောင်းတော့ရက်မတော့ပဲနေနေရတာ အဲ့ဒါကွက်တီပဲတောက်နော်တီဇောတက်ပို့ပြီးအားကောင်းအဲ့ဒီစေးကိုအရက်နဲ့တွဲတော့တဲ့အချိန်မှာဆက်လက်လေးပါဖွာပေးကွာစေးအာနိတဲ့ပရိုတီရောက်အောင်လို့နော် ကျွန်တော်အရက်တော့ပြီဆိုရင်စလိတ်မပါမဖြစ်ပဲဆရာတခြားပြီးတယ်မလို့စလိတ်လေးနဲ့မြည်လို့ရတယ် ဟုတ်ကဲ့ ကဲကဲပါဆရာ အပြိုကြီးတွေဘာမှစိတ်ကူးမရှိကြဘူးလားပွင့်ရုံနေမကဘူးနော်ချောင်းတော့ကြောနေပြီ ဟဲ့ဒီစကားပြောတာကြည့်ပြစမ်းပါကြော်တာငါပါရေနော်ငါတူမအလက်ကြီးရှိပါသေးတယ်ဒီမှာငါဟာငါအပူမရှာခြင်းလို့အေးအေးစစ်စစ်တယောက်တည်းအပြိုကြီးလုံညာညီကဘာအောင်မနာလို့ဖြစ် ဟုတ်ပါဒီမှာငါလေးလေးကလေကြိုက်တဲ့လူလေးဝိုင်းဝိုင်းကိုလဲနေပဲသူမစိတ်မကူတာအမလေးဒီမှာယောက်ျားဆိုတော့လေဘာကောင်းလို့လဲမရခင်တစ်မျိုးရပြီးတစ်မျိုးအလကမကြီးကိုပဲနှောက်တဲ့လူတွေပါအေး အမလေးတို့ရွာယောက်ျားကြီးကအပိုးကျိုးနေတာပဲတို့လိုမိန်းမကြီးစင်မောပါအေးဟဲ့ရွာကိုလေဖုန်းကြီးရဲ့တူဆိုပြောင်းလာတယ်လေဟိုစီးစရာနဲ့ဘေးတင်စရာဆိုလားအမလေးညီတို့နှစ်ယောက်နဲ့ဆိုလိုက်မလိုက် လေးလေးဟဲ့နည်းနည်းအင်းကြီးစင်လေးလေးရလေဟောညီကငဲသေးတယ်လေငါဟိုင်းပြီဆိုတော့မေးထားတယ်ကျွန်တော်သူတို့နှစ်ယောက်ကြောင်းတော့ပြောနေကြတာပဲကြားတော့ကြားဘူးပါတယ်ချောလာ အမလေးချောတာမှပြောမနေနဲ့ခန်းခန်းချောချောကြီးငါတော့လေယောက်ျားရှိလို့ယောက်ျားမရှိလေနှစ်ယောက်စလုံးကိုယူပြမှာ ယူပလိုက်တော့ဒီစုတောင်းရင်နောက်ဘဝတည်တလားယောက်ျားကြီးကပါရောမဆောင်တိုင်မဖြစ်တိုင်မဖြစ်တိုင်လို့မဖြစ်ဖက်တယ်လူဘာတွေဝါလုံးအားကြီးလို့တိုင်ဖြစ်လာကြရင်စမဖြစ်လာကြရော ဘာဖြစ်ရမှာလဲအမရဲ့ကျမတို့ရွာကိုပြောင်းလာတယ်ဆေးစရာတွေဘေးရင်စရာပေါ့ကိုမင်းခိုင်ကိုလေအခုတလောဘာတွေမြောက်ပေးလိုက်မှန်းအိုးမသိဘူး तू ကလေတော်တော်လေးကိုကျမကိုအခန့်ချင်လာတာ ဟုတ်ပါအထက်မောင်ပြောကပဲအမလေးအိမ်မှာလည်းမှတ်သေးတကောင်ရှိသေးတယ်ဘေးရင်စရာလေမိမနိုင်တဲ့ရရပေးလိုက်လွယ်ကျုံနဲ့ပပင်းထိုးတာလေဘာရမလဲပညာပေးထားလိုက်တာ ဟုတ်တာလောက်ချင်တာဟုတ်တယ် အိမ်ကလေအိုရဘာထုံးမလို့အခုလေမရနိုင်ရရဆိုပြီးချိန်နေတာတော့ကျိတ်အိမ်ကအောက်မှာလေဘာမှမသိအရွက်တွေလာပြီးတော့ခင်းထားတာအမလေးကန်ကောင်းလို့ကျမရေးသိတော့လေလက်ဦးပြီးအဲ့ဟာတွေလွှင့်ကြည့်ပြီးတော့ဘေးရမလဲဒီအိမ်မနေရမလဲခွေးလျားသိမလို့ဖြူချပလိုက်ကောင်းတယ်ကောင်းတယ် ဒီပုံစံတိုင်းဆိုရင်တော့အဲ့ဒီဘေးတင်ဆရာနဲ့စီးဆရာကဒီမေကြောက်ရွာကိုဖြစ်စီကိုတမင်ရောက်လာတာလားမသိဘူးနော် ကျုပ်တို့လည်းအဲ့လိုပဲထင်နေတာတော့ ဟုတ်တယ်အခုအဲ့ဒါဘလို့လောက်ရမှန်းမသိလို့အရေးလေးဒေါ်မယ်ဆန်စီတွားပြီးတော့လေအကြံဉာဏ်လေးပါလေးတောင်း ဟုတ်တယ်ကျုပ်တို့သိတယ်တောင်းပါလေဒင်းတော်မှာလေအကြံစီတစ်ခုတော့ရှိရမယ်လေးလေးဟုတ်တယ်ဒါပေမဲ့ကျုပ်တို့ကလေသူတို့တက်ကိုလက်ဦးမှုရအောင်ယူရမှာနော်ဟုတ်တယ်သူတို့လေတန်ပြန်ကိုတိုက်စစ်မှချစ်မယ်ဟုတ်တယ်အကောင်းဆုံးနီးလန်းကတော့သူတို့ဒုတ်နဲ့သူတို့ပြန်ရိုက်တဲ့နီးလန်းကိုရှာဖွေပြီးတော့သုံးချမယ်ဆရာဘလို့နေလဲ ကောင်းတယ် ဘာကောင်းနိုင်လဲဆရာ
ကင်လို့ရှင်ဟောမဟုတ်လေဒီလိုလက္ခဏာပိုင်ရှင်မျိုးဟာကင်လိုနီးနဲ့ဟောမှရမှာအဲ့ဒါပြောတာဆရာမသိလို့ပါမဲငါချင်းမီလေးပါတယ်ဟဲ့ဆရာငါချင်းမိပါဘာဖြစ်လို့လဲ ကင်မွန်းချင်းချက်စားလိုက် ကမွန်းချင် ဟောမဟုတ်လေရောက်သွားလို့ငါချင်းမီလေးပါတယ်ကောင်းတယ်လို့ပြောတာ ဒါကြီးလေးပါမညီမမျှဖြစ်နေတာပဲဒီတေသောအဟောဝါရောတယ်နော်အဲ့တော့စေးပေးလိုက်မယ်မနဲ့နေညာတော့သုံးခွက်ထည့်ပေးလိုက်ကြောက်နော် ဆရာဟိုအဲ့ဒီအိုးတွေကဆေးပဲကျွန်တော်ပေးမှလား ဒါဘာစေးမှလို့လဲအိစာတရားစေး ဆရာရဲ့ဒီဆေးပဲပေးမှမှန်းသိရင်ဆရာကြီးတော့ကျွန်တော်လာမနေဘူးကျွန်တော်မိမကိုပေးထားတဲ့ဆေးတွေအိမ်မှာပူနေအဲ့ဒါပဲကျွန်တော်တောက်လိုက်မှာဘောဆရာလေး ဟိုရတယ်လေဒါဆိုစေးမြူသွားနဲ့စေးတွေအိမ်မှာပဲတောက်လိုက်ပါဟုတ်ကဲ့ငွေရတော့ဒီမှာထည့်ပါလားလား တိုင်းဖို့ဖတ်ခဲ့မနှောမရ မနှောမရပါ မနှောမရဘူးလေမနှောမရပါမယ်အင်္ဂါဝိဇ္ဇာနည်းနဲ့ဟောမယ်နော်ပုံနဲ့ပုတ်ချနက်ခတ်တာရအသွားလာကိုကြည့်လိုက်တော့ဟိုတာရစပိန်တာရ စပိန်တာရ ဟိုစပိန်တာရလိုမျိုးတွတ်တွတ်ခေါင်လဲနေတယ်မကောဘူးဆရာကင်လိုက်မှငြိမ်သွားမှာ ဆရာဘာခိုင်းပါလဲ ဟမ်ဟောနက်ကတ်တာရောကင်လိုက်မှာဆရာကင်လိုက်မှငြိမ်ပြီးကြီးသွားမှာ ကြီးပါဘာကြီးရ ဟမ်ဟိုနာမည်ကြီးမယ်ကြီးဝါတိုးတက်သွားမယ်အဲ့ဒါပြောတာ ဟဲ့လားအဲ့ကိုင်းနေကြီးသွားမလား ဟုတ်တယ် ကိုင်းအမလေးကြီးရင်ပြောဆရာရေးကိုင်း ဘာလို့လဲမတွေ့ပါဘူးရှိပါတယ်ရှိပါတယ်ရှာပါဦးလေ ငါရှာနေငါဒီမှာဘာလာရှာနေကြလဲ ဖျောက်ရှာတာမဟုတ်ဘူးအလောင်းလာရှာတာ အလောင်းဖွာစေးကလာပြီးတော့အလောင်းလာရှာတယ်တဲ့နော်နမိတ်မရှိနမမရှိအလောင်းကြည့်ရင်အတုပရင်သွားပေါ့နော်ငါတို့ရွာမှာအတုပရှိတယ်လည်းမကြားမိပါဘူး ကိုမမောင် မရိုက်လိုက်တာဘေးရင်ဆရာကိုမှန်မောင်လို့ကွာဒါမှန်ရိုက်ဆော်ရတာပဲ ဒီလိုပါဆရာရဲ့ငယ်နာမည်ကလေကိုမှန်ချောင်းနဲ့ဟိုဘီရင်တွန်ရင်တဖြည်းဖြည်းနဲ့ဆရာနာမည်ပြောင်းသွားတာကိုမှန်ပေါင်းနဲ့ဟုတ်လားယင် ဟေးဆရာမှန်ရိုက်လိုက်လားဘယ်ကောင်ပြောတာ ဟိုကိုသားချူကအဲ့လိုပဲပြောတာလေ ဒီကောင်ကပြောတာသိကြလား ပြီးချောင်းပြောတာဆရာရဲ့ဟိုဆရာအိမ်မှာလေအလောင်းရှိတယ်တဲ့ ဖျားငါတော့ကိုယ်ပူလာဆိုလိုပဲဟုတ်ပါတွဲပါစေဖဲပါစေနိုင်မှာဘာလို့မှမရှိဘူး ဟုတ်တယ်ဆရာရဲ့ဟိုလေခုနကတော့ဆရာအိမ်မှာလူနာတယောက်လေစိတ်လာကိုသိကုန်မှာပြီးတော့သိသွားတာတဲ့ ဟာအဲ့ဒီစကားနင့်ကဘာသူပြောတာလဲနင့်ကဘာသူပြောတာလဲ ဘေးဒီဆရာကိုရှင်ပြောတာဆရာရဲ့ ရှင်ကြီးပြောတာဟဲ့လားဟဲ့အောင်ရှင်မင်းနဲ့တွေ့တာအတော်ပဲကွာမင်းနဲ့စင်းရှင်းစရာရှိလို့ငါလာတာဟဲ့ ဟေးငါလည်းမင်းနဲ့ဖြဲစရာရှိလို့လာတာငါ့ရင်ငယ်နာမည်မှန်ကြောင်တဲ့ဘေးရင်ဟောတာမမှန်လို့မှန်ပေါ်လို့ပြောင်းသွားတယ်လို့မင်းပြောတယ်ဆို ဟဲ့အောင်ကလောကလေးအကျော်သေးလာမလို့နဲ့စကားကိုဘလောင်းပလဲမပြောနဲ့မင်းကိုရမှာငါအဲ့လိုအတင်းလေပြောအောင်ဟဲ့အောင်ဒီမှာခမိန်ဝတ်ထားမို့ပစိုးဝတ်ထားတာနားလဲလားအော်မင်းသာမိန်မလို့မိန်မရညာနဲ့ကိုရမှာငါ့ကိုနာမည်လိုက်ဖြတ်နေငါမသိဘူးများမှနေလားအာမင်းကြောင့်ဘယ်သူမှစင်းသွင်းမပြောဘူးမင်းငါအဲ့လိုပြောမင်းမတက်တယ်ရှိတယ်ဘယ်သူပြောလဲ ဟာတိုက်ရှိရပါဒီမှာဒီတော့ငါ့ကိုလာပြောတာ ဘယ်မှာလဲဘယ်တော့ဘယ်မှာလဲ ဟဲ့ရှောက်ကြည့်နေတာနင်တို့၃ယောက်ကိုပြောတာနင်တို့၃ယောက်ပြောတယ်လေငါစိတ်ကမှအလောင်းလာရှာတာဆိုပြီးနင်တို့ရောက်လာလေ မပြောရပါဘူးဘလို့ဖတ်စလို့ နင်တို့ပြောင်းမလိမ့်နဲ့နော်နင်တို့ပြောလို့ငါလိုက်လာတာလေ မဟုတ်ဘူး မငါမှတတ်သိရှိတယ်ငါလူနာ၂ယောက်ရှိတယ်တယောက်နဲ့ပြောလိုက်သူတို့၃ယောက်အလောင်းလာရှာတာပြောလားမပြောလားပြော မကြားမိဘူးခင်ဗျမကြားပါဘူး မင်းတို့ရှင်းနေပြောတာလေ မကြားလိုက်ပါဘူး အော်အဲ့လိုလားရတယ်ဒီမှာတက်သိငါတပည့်ရှိတယ်ဇောင်းတက်ပြောလိုက်သူတို့လာပြောတာဟုတ်တယ်မလား ရှစ်သူကတော့ရှစ်ဘက်ကနေပြီးတော့ရှစ်ဖက်နေလို့ပဲပြောမှာပေါ့ဟုတ်တယ်လေ အဲ့ဒါပဲကဲရွာမှာလူလိန်လူကောက်မမင်မှုရင်ကြည်တာနော်ဘိန်းတော်သူဘိန်းတော်ရောင် မှန်ပါငါမှန်ကြောင် ဘာကွာ နော်ဒီတော့မင်းတို့အဲ့ဒီမှန်ပေါင်းမှန်ကြောင်လို့ငါပြောရတယ်မင်းမဘာတက်သိရှိလဲ ရှိတယ်ခိုင်လုံတဲ့တက်တဲ့အထောက်တော့ခါတဲ့ခေါ်လာခဲ့ ဘာမှလဲ ဟောဒီမှာငါပဲတော့အဲ့စကားမပြောလဲပြောလိုက်စမ်း ဘသူပြောတာလဲ ဘယ်သူပြောတာလဲတဲ့ဟဲ့မို့လေနေပြောတာလေငါဟောကားဒီလာပြီးတော့ငါငယ်နာမည်မှန်ကြောင်းတဲ့ဘေးတော်ဟောတာမမှန်လို့မှန်မော်ဆိုဒီကောင်ပြောတယ်ဆို ပြောမိဦးနော်ရှင်နော်ယောက်ျားကြီးဖြစ်ပြီးမိန်းကလေးတို့လာပြီးဆွဲမချနဲ့ ဟုတ်တယ်ကိုရှင်ရလေရွာလမ်းမတိုင်းလေတုတ်လို့သွားတော့ကျမတို့ကလေကိုရှင်တယောက်ဘာမှဖြစ်တာလဲဆိုအဲ့လိုလိုက်ကြည့်လိုက်တာဘာဖြစ်ကြတာလဲအခုက ဟုတ်ကဲ့မင်းတက်တယ်ဗမာအထောက်ထားခိုင်လို့တလွဲတွေပြောနေမင်းမဟုတ်တန်းနဲ့မင်းကလာမပြောနဲ့ဘာတက်သိမှမရှိပဲနဲ့ မင်းမတက်တဲ့ခိုင်လုံးလို့လားတက်တဲ့ရှိလို့လား ရှိတယ်ဒီအမတွေအခုကြမှာ ဟောတာပဲယောက်ျားကြီးတွေတမဲ့ပကံများလောက်မှစောင့်မနေတဲ့ညံ့နေနဲ့အော်ဆရာပြားထင်မထားဘူး ဟောဘာပြားထင်မထားပါနဲ့ဟမ်ဟဲ့နင်တို့တက်တဲ့ရှိတယ်ဟမ်ခုနသူတို့လာပြောနင်တို့တက်တဲ့ရှိတယ်ပြောလိုက်စမ်း မကြားလိုက်ပါဘူး မကြားလိုက်ဘူးဟုတ်ပြီနောက်တစ်ခါလေးငါစီကိုလာခဲ့နော်အကြီးကိုခြေပေးလိုက်မယ်ဟ
ရဲရပြောတာရဲရ ကဲပါမပြားရဲ့ဒီနားမနေရလူလိန်စော်တွေနဲလို့လို့ ဟုတ်တယ်ကွယ်သွားရအောင်ပြားစိမ့်ညက်တယ်ပြားစိမ့်ညက်တယ်ကြောက်ကြလို့အိုးဆရာ ဒီလိုလား မင်းတို့ကောင်တွေတော့ စီကိုချင်းသီးပတ်ပြီးတော့လာမြည်ကြတဲ့ကောင်တွေတွေ့မယ်မြင်ပါတယ်ခင်ဗျာ အော်မြင်းနေဆိုတော့ရှင်တမင်လောက်တာပေါ့ အော်မဟုတ်ပါဘူးမြင်နေဆိုတော့အခုမှမြင်တာပါခုနထွက်လာတော့မမြင်လိုက်လို့ပါ ဖះလာကုသိုလ်လို့ကျွန်တော်အကုသိုလ်နဲ့လာတော့ တောင်းမှန်ပါလေဗျာ ဟဲ့ငွေလိုက်ဘာဖြစ်နေတာတော့ အဲ့လူပေါ့ငွေလိုက်ရကောင်းမဟုတ်အပိုက်ပြပြချ ဟမ် တမင်ပြချမှာမဟုတ်ပါဘူးမတော်တဆပါ तू ထွက်လာတာမမြင်လိုက်လို့ပါဗျာ ဟော တော်သားမရှင်တေချာကြည့်ရင်မြင်မှာပေါ့ မင်းဘလို့လို့ကြလေအဲ့ဒီနှစ်ယောက်ကလွယ်တာမဟုတ်ဘူးနော်ရွာမှာအထက်ဆုံးသွားမထိနဲ့မီးပွင့်သွားမယ်ဗျာမင်း ကပ်ပြည့်ဟမ်ကျုပ်ကိုမိတ်ဆက်ပေးစမ်းပါဗျာ ဟာ စော်ကားကားမတ်ရိုင်းဘယ်ကပေါက်လို့ပဲစားခွေးတောင်စားလက်ချက်လည်းမသိပါဘူး ဟုတ်တယ်နော်ဟာဒါလေရွာဝင်နေမကဘူးအမျိုးသမီးတို့တည့်ရလုံးပါထိခိုက်တာဒီတိုင်းညာနေဝေးလိုက်ညီကယောက်ျားရသေးတာမဟုတ်ဘူးအေးမရက်နိုင်ရောဆိုညီကိုမထိခိုက်သေးပါဘူးအိုးကိုတည်းရဖြစ်ခဲ့မယ်ရွာကိုထိခိုက်တယ်လေဒါပေါ်သေးသေးကိစ္စမဟုတ်ဘူးနော်လေးကြီးကြီးကိစ္စမပြားရဲ့ဟုတ်ပါလေ မပြားဆိုတာလေဟုတ်ပါ မှန်တယ်ကျုပ်ကတော့လေငွေလိုက်ရောအပြည့်အဝကိုထောက်ခံတယ်ဒီကိစ္စလေးအမြန်ဆုံးကိုစနဖော်ထုတ်မှာဖော်ထုတ်ရမယ် ဖော်ထုတ်မယ်နေပါဦးဆန္ဒဖော်ထုတ်တာတော့ဟုတ်ပါပြီဒီကိစ္စဘယ်သူလောက်တာလဲဘယ်သူလက်ချက်လဲဆိုတော့သိကြလို့လား ဩမရက်ကြောက်ရွာကိုမရက်နိုင်ရွာလို့ပြောင်းသွားတယ်ဆိုတော့ယောက်ျားတစ်ယောက်လောက်တယ်ဆိုတော့သေကြတာပေါ့ ရှင်းနေတာပဲလားဒါဆိုဘယ်သူယောက်ျားဖြစ်မလဲ ငါတော့ဒီဟာကိုတယောက်တည်းလက်ချက်လို့မထင်ဘူးဒါစူပေါင်းဆက်ပေါင်းကြံထားတဲ့အကြံစီ ဘယ်သူဖြစ်နေတာဟုတ်တယ်လီလီပြောတာမှန်တယ်ဘာလို့လဲစဉ်းစားကြည့်လိုက်လေဒီရွာယောက်ျားတွေအကုန်လုံးပါအစွမ်းစားမှမရှိလို့မယားတွေကိုကြောက်နေရတာလေဟုတ်တယ်ကျွန်တော်တယောက်တည်းမဖြစ်နိုင်ဘူးဘာလဲတော့ပြီးကျန်တာအလုံးပေါင်းပြီးလုတ်တော့ မှန်တယ်ငါတူဝနဲ့ငါနဲ့ကညံရည်ချင်းတူတော့အတွေးခေါ်ခြင်းနဲ့တူတယ် ဟုတ်တယ်အဲ့ဒါစဉ်းစားကြဆိုရင်ဘယ်သူ့ဖွဲ့ဖြစ်နိုင်လဲပြော်ကြီးတို့အဖွဲ့လားလေအိုးနဲ့မှတ်သေးတို့ဖွဲ့လားဟမ်ဒီလေဘယ်ဖြစ်နိုင်လဲ ပျော်ကြီးလည်းမဖြစ်နိုင်လေအိုးနဲ့မှတ်သေးလည်းမဖြစ်နိုင်အားကြောင့်လေဆိုတော့ဒီကောင်လေးအားလုံးကမိမကြောက်တာသူတို့ကလေသားကိုကြာသူတို့ကမိမအောင်မအမြဲတမ်းပြားပြားဝတ်နေကြ ဝတ်နေတာ ဒါအပြင်းလူသစ်ဆိုတော့ လူဆိုတော့ ဟိုဆေးဆရာလေ ဘေးလေးစရာအဲ့ရောက်လာမှလေဒီရွာယောက်ျားတွေကထကြွတောင်းညံလာကြတာ ခေါ်ထားကြတယ်မဟုတ်ဘူး ဒီကိစ္စကိုဒီတိုင်းငင်းခံနေလို့မဖြစ်တော့လေနိုင်သူများအဖွဲ့ရဲ့အဆုံးအဖြတ်နဲ့လက်တုံပြန် မိမတွေအကြောင်းသိအောင်ပြဖို့ပြ ဟုတ်တယ်ဥပဒေကဲဆိုထိရောက်တဲ့အရေးယူမှုတွေပြုလုပ်တဲ့နဲ့ဘာတူလားတူတယ် ဟိုလာကွာဟာ
င်းငါကြုံတော့ပြောမယ်ဟာတော့ဟိုတနေ့ကမင်းကတကယ်ပြောတာ ဟာအဲ့ဒါငါ့အိမ်မှာလူအလောင်းရှိတယ်မင်းတကယ်ပြောလား အဲ့ကိစ္စကိုပြောတော့မဟုတ်ဘူးမင်းကတကယ်ပြောတယ်ဆိုတာကဟိုမိမတွေငါ့ကိုလာပြောလို့မင်းကတကယ်လာပြောတာဘာမှငါလုံးချန်လီစိပြောတခုမှမပါဘူးအဲ့ဒါပြောတာ အဲ့ဒါဆိုရင်ငါလည်းတကယ်ပြောတာကွာဟိုဖက်တီမာတို့ကငါဆေးကုနေတော့ငါဆေးကန်းကိုရောက်လာပြီးတော့အလောင်းလာရှာတာဆိုပြီးတကယ်ဝင်လာတာအဲ့ဒါမင်းပြောတာဆိုပြီးလာတာ ဟောချန်ကြီးစီကွာငါပြောမလားကွာ ငါလည်းမပြောဘူး ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စဉ်းစားမယ်ဆိုရင်ဘာဖြစ်လို့ငါတို့နှစ်ယောက်ကပြစ်မှဖြစ်နေတာဟမ် ဘာလို့ဒီမိန်းမတွေကတမင်လာပြောရတာမင်းကိုကြည့်မရလို့လောက်တာပြော မင်းကြည့်ရဖြစ်မှာ မင်းကို မရင်ချောက်ရွာရဲ့ရှားစမိုးလာလန်ချင်းနဲ့ကောက်ပြီးတော့တက်မလာနဲ့လေတခါတောက်ချလိုက်ပါဘော တားရဲဘောလေးလေးရဲ့ လေးလေးဟမ်တော့တစ်ချက်မှမလုပ်တော့တီးပြီလားမသိဘူးနော်အေးနော်ကြည့်ကြအောင်စိတ်ချစိတ်ချမသေးဘူးအုံနောက်တစ်ချမ်းပုတ်ယုံလောက်ပဲ တော်ပါပြီတခြားမတော့တခြားမကျွန်တော်မပေါ့ ဟောချက်တဲ့တစ်ချမ်းပြက်ပြီးသားလေဘာကျင်းနေကြတာလဲ မမြင်ဘူးလားလေးလေးနည်းနည်းပိတ်ရော နီတော့ယူမရှောက်မပြောနဲ့နော်ဒီလူတွေကလေတလားငါတို့ရွာမှာအယူရှိရဆိုပြီးလာဖမ်းတာတဲ့ဟုတ်တယ်ဒီကိုငါတို့ကကာကွယ်ပေးလိုက်တာနော်ဟုတ်တယ်ကြောင်းဒီမှာရှောက်မပြောနဲ့နော် ဒီအတွက်ငါတို့ကလုပ်ပေးရတာတေးချောင်းနော် ဒီရှောက်ပြောလို့ရတယ်နီကိုအဲ့မှာနော်နီကိုဘာလို့အမကြီးတေချာပြော ပိတ်ချနော်ဒီမှာစပိတ်ချနော်ပိတ်ချနော်ဖမ်းသွားလိမ့်ပါတော့တို့သွားစားဆိုလေသွားစားလေဟဲ့ဒီနေ့ဘာလုပ်တာကွာအဲ့ဒါငါလေးမပြောဘူးလာခေါ်လေးလေး ငါလာရည်နေနော်ဓမ္မအရိုက်ခံတဲ့လူကမရည်နိုင်ဘူးကွာအသက်လူကြီးကွာဘယ်သူမှလည်းမသိဘူးပြီးတော့ရိုက်ပြီးတော့ဘာပစ္စည်းမှလည်းယူမသွားဘူးဆိုတော့ဒါဓမြတိုက်တာလည်းမဟုတ်ပြန်ဘူး ကဲပါဘာမှအုံနောက်၆ခတ်ပြီးစဉ်းစားမနေနဲ့နော်အဲ့ဒါအမြင်ကတ်တဲ့ပုံမှာပဲအမြင်ကတ်တဲ့ပုံမှာပဲ ပုံမှဆိုတွေကနိုင်ငံရေးပဲဗျာ ဟာဘာဆိုင်လဲကွာမင်းကလည်းချောင်းရိုက်ခံရတာနဲ့နိုင်ငံရေးနဲ့ဘာဆိုင်လဲမင်းတို့အဲ့လိုစကားတွေကားတာငါမကြိုက်တာဟမ်ဟိုနားမှာချော်လဲရင်ဒီနားတော့တော်လဲတယ်ဟိုနားတော့စော်ပြဲတယ် ဘာလဲစော်ပြဲတယ် အေးအတိတ်ဘယ်တော့မသိဘူးကွာစကားကားတဲ့အကြောင်းကိုပြောပြနေတာ ဟာခမ ्या ကကားနေတာအဲ့ဒါပဲဗောဗျာဂျောင်ပိတ်ပြီးရိုက်မှထိတယ်ဆိုတာနိုင်ငံရေးဗျာ အခုကဂျောင်ပိတ်ရိုက်ခံရတာမဟုတ်ချောင်းရိုက်ခံရတာကွာ ဟာချောင်းပဲရိုက်ဂျောင်ပိတ်ပြီးပဲရိုက်တယ်ဆိုတော့နိုင်ငံရေးပဲဗျာအခုဆရာတို့နှစ်ယောက်ရိုက်ခံရတာကျွန်တော်မိန်းမအသွားလာကိုကြည့်လို့ရှိရင်တိုက်ရိုက်ပတ်သက်နေ ဟမ်ဘလို့ပတ်သက်ဘူးလို့မိမဆိုရင်တော့ဖြစ်နိုင်တယ်ရှိတယ်မနေ့ကငါမိမပြားခင်စိန်လေအိမ်ပြန်လာတာတော်ညစ်နေဟာပြန်တော့လည်းပြဲလန်နေတာပြဲဘာပြဲလာဟောဘာလဲသဘောကျပြီရှိလားဒီကွာမဆိုင်ကျပြဲလန်နေတာပဲ ဇက်တဲ့ ငါမိမလည်းပြဲလာမင်းပြောတဲ့ပါဇက်ပဲငါမိမပါဇက်ကပိုးတော်ပြဲသေးတယ်ပြဲလာတယ် तू ပြန်လာတော့လည်းနည်းနည်းညင်းနေတယ်ပေါ့ငါနင်ဘာဖြစ်လို့ညင်းနေမှပြန်လာလဲဆိုတော့ရှင်တော့တဲ့ကိုယ်သိက္ခာနဲ့ကိုယ်နေဆိုငါတော့ပြန်ဟောက်သွား စမ်းမမင်းတို့မိန်းမတွေပြေးလန်တာနဲ့အဖဲဟုတ်ပါဘူးမင်းတို့မိန်းမတွေအိမ်ပြန်ညစ်နေတာနဲ့ငါတို့အရိုက်ခံတယ်ဘာဆိုင်လို့တော့ ဘာမှလို့ဆိုင်ခုတော့ရှိတယ်ဆရာရဲ့ဒီဘေးဆရာကိုရှင်ကြီးရှိမှာကျွန်တော်တို့မရနိုင်ဘူးလို့ရေရသွားယူရလေအဲ့ဒါသူတို့တွေတိသွားတယ် ဟုတ်တယ်မြေကြောက်ရွာဆိုတဲ့ဆိုင်ဘက်ကိုမရနိုင်ရွာဆိုပြီးတော့တယောက်ကပြင်သွားတာပဲဆရာတို့နှစ်ယောက်ရဲ့လက်ချက်လို့သူတို့ကထင်နေတာနော် မင်းပြောတာဟုတ်ငါမိမဘုတ်ဆောင်ပါကစေးဆရာနဲ့ဘေးရင်ဆရာနှစ်ယောက်တော့နေနေအောင်မဟာကျိန်းတော့ငါကြောက် ဒါဆိုတော့သေးကြပြီဗောဟမ် ဒီကိစ္စဖြေရှင်းရလို့ရှိရင်လွယ်လေးပါဆရာ ဒီ တို့ တော့သေကောင်ပေါ်နဲ့အရိုက်ခံတာတော့တွေ့တယ်လေ ဒီလိုလေးဆရာတို့တယောက်သာယူလိုက်အားလုံးငြိမ်းချမ်း ဟာတော့မဖြစ်တော့ဘာသာနာတော့ ဟုတ်ပါဆရာဟိုဆရာတို့တယောက်မိမယူလိုက်လို့ပြောတာပါမိမယူလိုက်အားလုံးငြိမ်းချမ်းသွားအဲ့ဒါကိုပြောတာ ငါတို့မိန်းမယူရမင်းတို့ငြိမ်းချမ်းတယ်ဘာလို့များပတ်သက်နေလို့ အဲ့ဒီကွာမင်းတို့ကလာပြီးတခိုးသေးပေါ်ညှိနေကိုမိမတွေကိုကြောက်ရတာ မဟုတ်ပါဘူးဆရာရဲ့ဟိုကျွန်တော်တို့ကတေပေါ်ညှိတာမဟုတ်ပါဘူးဆရာရဲ့ဟိုဆရာတို့နှစ်ယောက်စီမှာကျွန်တော်တို့ကအကူညီတောင်းတာပါဆရာရဲ့ ဘလို့ကူညီတောင်းတာ ဒီလိုလေးဆရာရဲ့အခုဆရာတို့နှစ်ယောက်ကကျွန်တော်တို့ရွာကတိတ်ကျဲအော်ချောလန်အပြုံကြီးနှစ်ယောက်ဖြစ်တဲ့ရွှေမိနဲ့ငွေလောင်သားယူလိုက်လို့ရှိရင်အားလုံးပွဲသိမ်းတော့မှာ ချိုးနေတော့ကြာပြီနော်တော်သေးဘူးလားဖတ်ချိုးပါလားအမလေး ဒုစရာရှိရဒုလိုက်စမ်း အမလေးကနေကုန်ခါတာလေကြည်တော့ကုန်ပါပြီတနေ့ကုန်ချိုးလို့လား ကမ်းများနဲ့စတာတိုက်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  အဲ့ပါဆိုဘာလုပ်နေရလဲ ဟုတ်ကဲ့ရှင့် ဘယ်နေအောင်နေ ဘယ်နေမှမနိုင်ပါဘူး ဩနှိပ်ပါဆိုဘယ်နေမှမနေဘူးမနေဘူးဟာမနေဘူးဟာ ခြေထောက်ကစားတိုက်ခြေထောက်ကစားတိုက်
ဘလို့တိုက်နေတယ်မသိဘူးသေချာတိုက်လေ တိကျကျတိုက်နေတာပဲလို့ တစ်ဖက်တည်းတိုက်မယ်ငါအရင်ရိုက် တစ်ဖက်တိုက်မလို့ပါပဲတိုက်မလို့ပါပဲ ငါလုံးလိုက်ရ မလုပ်ပါနဲ့လုပ်ပါနဲ့ နှိတ်တာလေပါဇက်ကြီးပိတ်ပြီးတိတ် အဲ့ဒါဆိုမဆက်ဟာပြီးတော့ဒီလိုနေရမှာလား ကြည်ကြည်လေးကကြည်ကြည်လေးကအဲ့လိုပြောတာမဟုတ်ဘူးတချင်းလေးပါလေဆိုပြီးနေပြင်းနေ အော်ဟုတ်ကဲ့ဒီမှာဘာချင်းဆိုရမလဲကိုရှင် water party ကြီး party water ရှင်အဲ့ဘာလို့ချင်းလဲ ဘာလို့တချင်းရမှာဟမ်ဥမာမသိကြအောင်မဆောင်နဲ့စင်မော်မှာတက်ဆိုတော့ဆိုပြီးတော့ ကိုရှင်ရတယ်တခါလေးပါဟုတ်ပါဘူးဘယ်တော့ဆိုလို့လဲမဆိုပါဘူး ဟွာဖျားဖို့မှာအဲ့ဖရူဖရူဂျော်ဒန်တချင်းလေးဆိုတော့တကယ်အတိအကျရပြီဆို ဟုတ်အဲ့တော့ဟာလေကိုရှင်ကျမဆက်ရက်ကြည့်ဆိုတာအခုမိဝိုင်းမရတော့ဘူးနော် ချက်ချင်းဘယ်လာကိုတိုက် ဟာဘယ်လိုလုပ်ရမလဲဒါလည်း ဟို တို ကမတက်ကိုတိုက်ဒီဘက်ကကြည့်တော့ဒါလို့ဒီချာလို့ တခြားနှိပ်ပေးမယ်ကိုရှင်အေးစေးတက်တာမြည်လေနော်တက်လေး အမလီပဲနိုင်တယ်ဟုတ်လား ဝက်စင်လောက်ပေးတာ ဘာလဲဝက်စင်ဆိုတာ ဟုတ်လေညရတာချီကလုံးမွေးနဲ့ရှုံနေရလေချီကလုံးမွေးလေးတွေနှုတ်လိုက်တာ ဟောခြေသလုံးမင်းလို့တော့ဟုတ်လား အမလေးကြောက်ပါဘူးဒီဆောင်နေတော့ ဆရာတို့ကဘာလို့ရည်ကြလဲ ဟမ်ငါကြီးရလေဟဲ့မင်းဘာကိစ္စငါကြီးရလိုက်ကြီးရလဲ ဟာငါလည်းငါကြီးတာမင်းကလိုက်ကြီးတာပါ ဟဲ့ငါကြီးတယ်ဆိုငါအတွေးထဲမှာငါအဖြေရသွားလို့ကြီးတာကွာဟဲ့ဒီနေ့ကစပြီမင်းတို့မရေကြောက်ရွာကြီးကိုကဲတင်ဖို့ငါဆုံးဖြတ်လိုက် ဟုတ်တယ်မင်းတို့မရေကြောက်ရွာနေမရေနိုင်ရွာဖြစ်ပြီလို့သာတတ်မှတ်လိုက်တော့ကွာ ဒါပဲ ဘုံကြီးပြီ နာကိုတော့ဒီခုနကဘာစကားပြောလိုက်တယ် ဟာအခုနေငါမရလို့ရတော့ပါလေငါအနေနဲ့လောက်ရတော့မှာ အယူစကားမပြောဘူး ဘာယူစကားမပြောမှာလဲနေမဲ့ဒီရွာဆိုင်းဘုတ်ကိုပြောင်းပြီးငါ့ကိုလေလုံးမယ်ဆိုအခုငါပြောင်းပြီးပြီအဲ့ဒီတော့ငါ့ကိုတင်လို့တယ် ငါ့ကိုယူပြီးလို့ရှိရင်ငါ့ကိုတက်ခါလေနော် ကြောက်ဟာဟုတ်တယ်ဘူးလေငါဒီဟိုရွာထဲကလူတွေလူငါမရကြောက်တာမဟုတ်လားမကြောက်နိုင်ဘူးမကြောက်နိုင်ဘူး ဒီငါမကြောက်ဘူး ကြောက်နိုင် မကြောက်နဲ့ငါမယူနိုင်ဘူးမယူဘူးဟုတ်ဘူးလေဟဲ့ အရင်တော့ကဒီရွာရဲ့နာမည်ကမယား6ရွာတဲ့ဘာဖြစ်လို့လဲဆိုတော့ဒီနေမှာအုပ်ချုပ်နေတဲ့နေသားကြီးကမယားတွေအများကြီးရှိတာပေါ့ကွာအဲ့တော့သူယူထားတဲ့မယားတွေထဲမှာကောင်းတဲ့မယားလည်းရှိသလိုဆိုးတဲ့မယားလည်းရှိတာပဲအဲ့တော့ဆိုးတဲ့မယားတွေကိုဒီရွာကိုပို့မယ်ဆိုပြီးတော့6တယ်လန့်နေပေါ့ကွာအဲ့တော့ဟိုမဲစာကိုပို့တယ်လို့မျိုးပေါ့ဒီရွာကလည်းရှိတဲ့ရွာသူရွာသားတွေကတော်တော်ဇေယိုက်ကြမ်းဆိုပဲတာရဲတရိษံဆိုတာလဲပေါ်မှာပေါ်အဲ့တော့နေသားကြီးရဲ့မယားတွေကဒီရွာကိုပို့မှာကြောက်တော့မရေကြောက်ရွာဆိုပြီးခေါ်ကြတော့တာဟေးအဲ့ဒီနောက်တော့ခေတ္တရလည်းပြောင်းအတိတ်ဘယ်တွေကလည်းအကောက်လွဲပြီးတော့သူတို့မယားတွေကြောက်တဲ့ဒီရွာကိုငါတို့ယောက်ျားတွေကမိန်းမကိုကြောက်တဲ့မရေကြောက်ရွာဖြစ်သွားရောဟေးအဲ့ဒီလိုပညာသွားရဓာတ်သက်ပါလို့ပဲပြောရမလားမသိပါဘူးကွာငါတို့အခုဒီရွာမှာလဲရှိသမျှယောက်ျားတွေအကုန်လုံးကမယားတွေအကုန်ကြောက်လိုက်ရတာကွာဘယ်နဲ့ပြောလို့တာပြောရတာဟေးအဲ့ဒီမှာငါလဲပါလေငါမိမငါနိုင်လွန်းလို့ဟေးငါသူ့ကိုကြောက်ပြီးအိမ်ကနေဆင်းလာပြီးခုဖုန်းကြောင်းမှာငါကပ်ပြီးရလုံနေရတယ် အဲ့ဒါတော့သဘောမကျသေးပါဘူးကပ်ပြရကြီးတယောက်တလေဆိုထားပါတော့ရှိသမျှယောက်ျားတွေအကုန်လုံးကမိန်းမတွေအကုန်လုံးကိုကြောက်နေရတယ်ဆိုတာအကြောင်းတစ်ခုခုတော့ရှိမယ်နော်ကပ်ပြရကြီး ရှိပြီလားကွာမင်းကလည်းဒီမိန်းမတွေကသူတို့တတ်အပ်တဲ့ပညာကိုတစ်ဖက်ကန်းခတ်အောင်ကိုတတ်ထားလို့ပေါ့ကွာမင်းတို့လည်းခက်လူငယ်တွေပဲတွေးကြည့်ကြပေါ့ကွာဟမ် ဒီပေါင်းကပ်ပြရရဲ့အဲ့ဒီတစ်ဖက်ကန်းခတ်တတ်တဲ့တဲမှာဟိုရွှေမိတို့ငွေလိုင်းတို့ပါလိုက် ပြောစမ်းပါဗျာဟိုရှူတော့မထားနဲ့နော် ဟုတ်တယ်နော် အေးပါကဲပါငါပြောပြပါမယ်ငါအမှန်တိုင်းပြောရမယ်ဆိုရင်တော့အဲ့ဒီရွှေမိတို့ငွေလိုင်တို့ဆိုတာဒီရွာမှာအထက်မြတ်ဆုံးပဲကွာ
ရွာမှာရှိတဲ့မိန်းမတွေအားလုံးကသူတို့နှစ်ယောက်ကိုဆရာတင်ထားရတာနော်အဲ့တော့မင်းတို့စဉ်းစားကြည့်ကြပေါ့ကွာအဲ့တော့မင်းတို့နှစ်ယောက်ကလည်းသူတို့နှစ်ယောက်ကိုချစ်တယ်ဆိုလို့ရှိရင်ချစ်လို့လည်းရတယ်အေးယူပြီးညားပြီဆိုလို့ကတော့ညားတဲ့နေ့ကစပြီးမရေเจ้าယာရုကိုတခါတည်းတန်းရပြီလို့ဒါမှတ်လိုက်တော့ဟေး ဒီပုံတန်တိုင်းဆိုရင်ဒါစိုးရင်ရင်မှတ်အဆင့်ကိုရောက်နေပြီဒီအတိုင်းသာဆက်သွားငါတို့မရေကြောက်ရွာကမရေအောက်ရွာဖြစ်သွားတော့မယ် ခဏလေးမက်ရွှေမီနဲ့မက်ငွေလိုင်ကိုမိချိုအကျန်လေးတစ်ခုလောက်ပေးခြင်းနဲ့သိလား အေးပြောပါဘာကြံလဲ သူတို့တွေတခါတည်းနလက်မထွန်နိုင်အောင်လို့အမားတို့နှစ်ယောက်က ဘာလို့မလဲပြော သူတို့ယူလိုက်မကောင်းလား ကောင်းလိုက်တာလေမကောင်းပါဘူးငါတို့ကဘာကိစ္စသူတို့ယူရမှာလေ ဒီလိုပါအမရဲ့ဒီရွာမှာလေသူတို့နှစ်ယောက်ကိုရှင်းနိုင်တာဆိုလို့အမားတို့နှစ်ယောက်ပဲရှိတာလေပြီးတော့သူတို့ကိုချိုးနိုင်တာလေအမားတို့နှစ်ယောက်ပဲ ငါတို့ကဘာကိုချိုးရမှာလဲ ဟောအမားတို့ကမှသူတို့နဲ့တကယ်လိုက်ဖက်တဲ့စင်နဲ့ကြားလင်းနဲ့မရားပဲ အဲ့ဒါနဲ့ခုနနင်ပြောတဲ့ချိုးတဲ့ဟာနဲ့ဘာဆိုင်လို့တော့ ဟောအမားတို့ကလေသူတို့ကိုယူပြီးတာနဲ့တက်လုံးမထောင်နိုင်အောင်လို့အမားတို့နှစ်ယောက်ကဂုတ်ခွာစီးပြီးတော့အမိလန်ချိုးထားလိုက်ပေါ့ ဟုတ်တယ်ငါတို့ရဲ့မရေเจ้าရာကိုကေတင်နိုင်မဲ့ဆိုညီတို့နှစ်ယောက်ပဲရှိတာငါထောက်ခံတယ်ငါလည်းထောက်ခံတယ်အဲ့ဒီနှစ်ယောက်နဲ့လေညီတို့နှစ်ယောက်ကလေအသက်အရွယ်ရောအရွယ်အလုံးအားလုံးဖြစ်ဆိုင်တယ် ဒီမှာအရက်အလုံးဆိုဘယ်ကပါလားငါအရက်မောင်းဝဲเจ้าပါလေ အလုံးအထည်အဲ့ဒါအဲ့မကွာဘူးလားအဲ့ဒါငါတော့လေအသက်ကလည်းကြီးပါပြီယောက်ျားရဲ့လူလည်းတိတ်ပြီးလိုချင်လာတယ်လည်းမရှိပါဘူးပြီးတော့ငါအတွက်လည်းတိတ်ပြီးမက်လောက်စရာမရှိဘူးလေဟုတ်ပါပြီအဲ့တော့ပါဖြစ်တယ်ဒါပေမဲ့ရရေးရွာရေးအတွက်ဆိုတော့လေဟိုချိုးစရာရှိအနာခံပြီးချိုးပေးရမှာပေါ့ ဟုတ်တယ်လေးပြောတာမှန်တယ်ဟိုငွေလိုင်းရလေလှန်ချိုးစရာမိမရှိရင်တောင်းမှရှိတဲ့ဟာကိုချုပ်ပြအောင်မှာဘာလို့ဘာချိုးမှာလဲဟိုလေဟိုဂုတ်ချုပ်ပြမှာလာပါတော့ပြောရဲကွာ ဟာနေရာမားနေပြီနေရာမားနေဩအေးဟုတ်တော့လေမင်းကြီးဟာပုတ်လေကျွန်တော်တို့စီကမှာတော့ပဲပြီတယ် တို့ပါပဲမြို့သွားကြမလို့လားလို့ ဟုတ်တယ်ရှင်တို့အောင် ဟုတ်တယ်ကျွန်တော်လည်းမြို့သွားပြီလို့အပ်တာလေးသွားဝယ်မယ် ဘာတွေဝယ်မလို့လဲ ကျွန်တော်ကတော့ဂုံးတုပ်တွေသွားဝယ်မယ် ဂုတ်တို့ရှင်ဂုတ်တို့သုံးတယ် ဟောသုံးပါတယ် ခင်ဗျာမသုံးတာလေတောင်းမှမလာနဲ့ အမဟုတ်ဘူးလေမဟုတ်လေဆေးဆရာဆိုတော့ကျွန်တော်ဆေးကမှာသုံးဖို့ဂုံးတုပ်ကလေးတွေပတ်တီးလေးတွေအဲ့မြို့တက်ဝယ်မှာလို့တော့အဲ့ဒါပြောတာ ရှင်းအောင်ပြောလန့်ပါလေပြဆိုသွားမယ်လေ ဟေးမလာသေးလားရှင်ကြီးဟမ်မလာသေးဘူးလား ဘာကိစ္စချက်ရပါလဲကားမမီလို့မြန်ရှောက်လာပါလေဆိုမှရက်ခိုင်းနေဖဲဖဲနေဦးလေးဟိုသူတို့တာမန်လူတွေမဟုတ်ဘူးလို့မျက်နှာဖုံးစွတ်တင်နေ ဟောသူတို့ရုပ်တွေအကြီးတန်လို့အောက်ထားတာနေမှာပေါ့ဟေး ဘာလို့မအကြီးတယ်ချွတ်ပြဒီလေးကိုဒီလေးတော့မချွတ်အောင်လေးမချွတ်အောင် လေသူတို့ကမလဲတားနေနေ သူတို့မျက်ခုံးဖို့တော့မှမသိတာ ဘာပဲဖြစ်ဖြစ်ဟဲ့အောင်နေမင်းတို့တွေဓားတွေကမျက်ခုတ်ခုတ်ကိုင်းခုတ်ခုတ်နော်တို့ရွာသူတွေကိုမထိနဲ့ငါတို့အသက်နဲ့လဲပြီးကာဝယ်တော့မင်းတို့ကဘာအောင်မေးနေလဲဟမ် ဟုတ်တယ်ငွေလေးဒီလားစာကြီးတမင်တော့မစိုးစရာကိုတော့မပဲနေကိုတော့မပဲနေ ဒီချောကဘယ်လိုအကူအားလေးတောက်ပဲငါအကူလိုက်စပါအကူလေတော့စောက်ပါခောက်ပြပလိုက်ကရေဘာမှမနာတာ ရှင်းရဲ့အချိန်မရှိဘူးချစရာကြီးပြကွာဟဲ့မင်းလာမလုံးနဲ့ကဲလို့လက်ချက်မင်းကမ်းမရေးမိကိုတော့ခက်ခါအော်လက်တီးကပြင်းလိုက်แล้วကွာတိရှော့ဦးကွာဟာရေးတယ် နေကြပြီနေကြောက်သွားပြီကြောက်ပြလိုက်ကြရမလီလာပြီလေဟဲ့တော့ကြည့်ကြပါငါတို့ကောက်ပြီးတူလေးအမလီပို့လို့ပလက်ကုန်နန်းလို့ကံကောင်းလို့ရေလို့ပါနောက်မှနာနဲ့ငါတို့ကဒီနေ့မြို့သွားမယ်ကားလည်းမမီတော့ဘူးထားတယ်သူတို့တွေကိုငါတို့လည်းမနေဝါအမြန်ကြီးရွာလူတွေတက်လာဟိုမှာဟုတ်တယ်မရမယ်ဟဲ့ကောက်ဒါလည်းငါတို့ကိုကာကွယ်ပေးဦးမတဲ့
ဟဲ့လူတွေလာပါဘာဖြစ်လဲဟဲ့လူတွေလူကြီးနေလားဟဲ့လူတွေထားမောဗျာဘာဖြစ်လဲတော့ဘာဖြစ်လဲမင်းတို့ဘယ်လိုဖြစ်လာကြလဲ ဘယ်လိုကြလဲ ဘယ်လိုဖြစ်ရမှာလဲဟိုလူ3ယောက်လေကျွန်တော်တို့ရဲ့မျက်နှာဖုံးတွေကိုချွတ်ပြီးတော့ဓာတ်တွေကိုလူပြီးတော့ကျွန်တော်တို့ရိုက်နှက်ပြီးထားခဲ့တာ ဒါဆိုခုနမင်းတို့မဟုတ်တော့ ဘာပြောဖို့မလဲ အဲ့ဒါဓမြအစ်စ်တွေဘော လောက်ပါဗော ငါ့ကိုလှုပ်သွားတယ်ငါ့ကိုလှုပ်သွားတယ် မင်းတို့ဘာဖြစ်လို့ခံလဲရတာလဲသိလား ဘာဖြစ်လို့လဲ အေးသားကောင်ကိုချိန်မယ်ဆိုလို့ရှိရင်ဒူးထောက်ပြီးတော့တိတ်တိတ်ချိန်ရတယ်အေးမိန်းမကိုလည်းဒီတိုင်းပဲချိန်မယ်ဆိုလို့ရှိရင်ဒူးထောက်ပြီးတော့တိတ်တိတ်ချိန်ရတယ်ဗျမိမကိုချိန်ဒူးထောက်ချိန်ရတယ်ဟုတ်တယ်အာကျန်တဲ့လူတွေအတွက်တော့ဖြစ်ရင်ဖြစ်နိုင်တယ်နော်ကျုံမိမဘုံစုံမအတွက်တော့ဖြစ်နိုင်မှာမဟုတ်ဘူးသူကနဲတိုင်းမဟုတ်ဘူး အဲ့ဒါဆိုပြစ်မလွယ်လေကွာမင်းကသေချာပေါ့မှန်တာပေါ့ကွာဟုတ်တယ်မလားဟေးအာဟေ့ငါအကောင်းပြောနေတာနော်မင်းငါလာပြီးတော့အဲ့လိုကိုယ့်ကားတွေမပြောနဲ့မင်းအရေးအကြီးဆုံးကလေအဲ့ဒီကောင်မလေးတွေရဲ့အညာကိုကင်နိုင်ဖို့ပဲဒါပဲအညာတော့ပါရခံပါဗျာ လို့ပြီးကပ်ပြီးရတော့ ငါပြောနေတာကအဲ့ဒီကောင်မလေးတွေကိုအုပ်ချုပ်တဲ့မိန်းမရဲ့အညာကိုကင်ရမယ်ဒါကိုပြောတာ အဲ့ဒါဆိုရင် ဟုတ်ပြီနော်အဲ့တော့မင်းတို့ကလည်းကောင်မလေးတို့သဘောကျနေမလားအေးအဲ့တော့တစ်ချက်ခုတ်နှစ်ချက်ပြမင်းတို့လည်းအဆင်ပြေမရေချောင်းရွာလည်းအဆင်ပြေကဲဖွင့်လိုက်လေဟုတ်တာပဲဗျာ ဟာနားလောင် ဟာဒီမှာမင်းခိုင်းတာတော့ခင်ဗျားမနေလူနေတယ်လေကွာ အဲ့ဒါပြီးလာခဲ့အောင်လို့ပြောတာ ကဲဘာကိစ္စလဲပြော မရှုပ်ကျမမေးစရာရှိလို့ ဘာမိမလဲ ရှင်ဘယ်ရွယ်ကမိမယူတာလဲ အော်မင်းနဲ့ငါနဲ့ညားတာလား ဟုတ်တယ် ဟိုမင်းကလေကိုခရဲတဲ့ကျမမင်းနေနဲ့လို့ပါတဲ့ကျမကိုခိုးပါတဲ့အဲ့ဒီကမင်းနဲ့ညားတာ ရှင်ပေါက်ကြတယ်ပြောမနေနဲ့ရှင်အသက်ဘယ်ရွယ်မှာမိမယူတာလဲလို့မေးတာ ဟာဘာရှိဦးမလဲကွာမင်းငါအသက်က35လောက်ရှိမှာပေါ့ ကျမရောဘယ်ရွယ်လဲ မင်းက16နှစ်နဲ့9ရက်ရွာတွေကတော့ပြောကြသေးတယ်အဲ့ကောင်မလေးတော့တဲ့အပြူဖြစ်တာမှမကြလို့တဲ့နန့်တာတဲ့လီလိုချင်းတယ်ပြော ရှင်ပေါက်ကြတယ်ပြောမနေနဲ့မေးတာပဲဖြေစမ်းပါ အေးပါလေ အဲ့ဒါနဲ့တော့မှရှင်တာဝန်မကြေသေးဘူးနော် တောင်း ဟုတ်တယ် ဟာမင်းကမင်းနဲ့ညားတွေကကွာထိုင်ဆိုထိုင်တယ်ထဆိုထတယ်အိတ်ဆိုအိတ်တယ်မင်းခိုင်းတယ်မှလည်းအကုန်လုပ်ပြီးနေတယ်ယောက်ျားကွာဘာတောင်းမကြည့်တာလဲ အဲ့ဒါပြောတာမဟုတ်ဘူးမိဘဝတရားတာဝန်မကြေသေးဘူးလို့ပြောတာ ဘာလဲပြီးပါဦးတရား ရှင်သမီးငွေလိုက်နဲ့ရှင်ခဲမှာရွှေမိအသက်ဘယ်လောက်ရှိပြီ ဟောမပုတ်တင်နေကြည့်ပြီးတာပေါ့ကွာမင်း ဩကိုသမီးအသက်ကိုတော့မသိဘူးလား ဒီငါသမီးတက်ကလုံးလုံးရှိ30ကျော်ပေါ့ဟိုမင်းညမနဲ့လုံးလုံးရှိ30ခုပေါ့ကွာအဲ့ဒါဘာဖြစ်လို့လဲ ကျမတော့18နှစ်နဲ့လင်းယူရင်သူတို့လည်းလင်းယူချင်းရှာမှာပေါ့ ဩမင်းကလည်းသူတို့ကိုရွာထဲကကြိုက်မဲ့လူမှမရှိတာမဟုတ်ဘူးလေဟိုသူတို့ကရွာထဲမှာကြိုက်မဲ့လူမတွေ့ဘူးလို့ဒါပြောတာ ဩအဲ့ဒါဆိုလဲရှင်ရှာပြီးပေးစားမှာပေါ့ရှင်ကဖအေးလုပ်နေပြီဘာလုပ်တာလဲ ဩငါရှာပေးရမှာ ဟုတ်တယ် ဟုတ်တယ်နတ်ပြာဆိုလို့ရှိရင်ငါမောင်းထုမယ်ကျွန်တော်ခင်မနဲ့ကျွန်တော်သမီးကိုလိုချင်တဲ့လူများစရေးပေးပြီးတန်းစီတော်မူကြပါခင်ဗျာဒူဟဲ့ ရှင်ကျမကိုရွဲ့လာလား မရွက်ပါဘူးဒီတိုင်းမှာပဲ အဲ့ဒါဆိုရင်ကျမပြောတာသေချာနားထောင် ဟမ် ကျမလေစီးဆရာသားချိုနဲ့ဘီရင်ဆရာရှင်ကြီးကိုမျက်စိကျ ဘယ်ဒါအမလေးကလည်းကြည့်တော်လို့လားငါမစွမ်းတော့ဘူးလားဘယ်ဒါရဲ့အမလေးဘူးတော့ငါ့ကိုပြပြီးတော့သူတို့နဲ့မယူပဲပေါ့ရေးဆိုင်တာအမလေး ဘာတွေပြောနေရလဲကျမမျက်စိကျတယ်ဆိုတာကျမသမီးနဲ့ကျမညီမအတွက်ကိုသူတို့သဘောကျတယ်လို့ပြောနေတာ မင်းယူမှာမဟုတ်ဘူးလား အယူစရာလား မလေးတော့ပါသေးရဲ့ကွာမင်းမယူဆိုတော့မင်းတဖို့ဟွန်းလူလေးကျွန်တော်ပါဟာရှိတာပဲဝင်းနိုင်ဟုတ်ကဲ့ဆရာတော်ကပါပါလေလို့လေ ဟိုဆရာတော်ကခိုင်းတာရလည်းမဟုတ်ပါဘူးဗျာကိစ္စရှိလို့ဒီကိုပဲတက်တက်လာခဲ့တာ ဘာကိစ္စလဲ ကျွန်တော်မိမလာတောင်းတာ ဟဲ့မိမလာတော့မဆာအမလေးလုံးလိုက်ပြီးလောက်ထားလိုက်ပြပြီးတော့မိမလာတောင်းနေပြပြီ ချိုးတောင်ပြီးနေတာပဲ သူပြောတာ ဟုတ်လားအဆင်ပြေပါလား ဘာပြောနေရလဲမိဘကိုရှင်ကဘယ်သူ့ကိုလာတောင်းတာလဲ ဟုတ်ရဟိုခမရသမီးနဲ့ခမရခင်မကိုလာတောင်းတာလေ ရှင်က ဟုတ်ကဲ့ ကျမသမီးနဲ့ကျမညီမကို ဟုတ်တယ် နှစ်ယောက်စလုံး ဟုတ်ပါဗျာ အမလေးရှင်ဘလို့လူလဲ
ထုံကြီးเจ้าမှာကတ်နေတဲ့လူကများကျမသမီးနဲ့ကျမညီမတောင်းရဲတယ် ဟာဘုံလွဲနေပြီရမလေးမိမလာတောင်းတယ်ဆိုတော့ကျုပ်တွေတောင်းနေတာမဟုတ်ဘူးဘယ်နဲ့ ဆိုဘယ်သူတက်တောင်းတာလဲ အေးအဲ့ဒါပြောပြမယ်ကျုပ်ကပြောခြင်းစောလောကြီးသွားလို့ပြောဒီလိုဆရာတော်ကမိတ်လိုက်တယ်ဆရာတော်ကအခုဆေးဆရာသားချိုးနဲ့ဘေးရင်ဆရာရှင်ကြီးတို့ကသူ့တူတွေလေဗျာဇာရိတာလည်းအမတန်ကောင်းကုန်တော့ဒီရွာကလည်းရက်ဆွေရမျိုးတွေဖြစ်နေတာဆိုတော့ခမရသမီးနဲ့ခမရတူမဟုတ်သူ့တူနှစ်ယောက်နဲ့နည်းနည်းကမ်းလန်းကျင်တယ်ဆိုတဲ့သဘောကိုကျုပ်ကပြောခိုင်းလိုက်တာခမရတို့သဘောဘယ်လိုလဲ ရွှေမီးနဲ့ငွေလဲကိုနိုးနဲ့တောင်မစင်သေးဘူးလို့ထင်းနေတာ နို့တောင်သက်နေပြီဒါဆိုယောက်ျားရပြီးပြီဘောဗျာနေအောင်ဟိုငွေတာပြုံမှတ်နေတာ ဘာလို့လဲမလေးကျမသမီးနဲ့ကျမညီမအပြိုစစ်စစ်တယ်ရှင် မသိဘူးခုနပြောတာဟို ခဲသေးတယ်အပြိုလို့ပြောတာကွာမင်းကလေ အဲ့လိုပြောတာလားကျုံနာတဲ့နို့သက်နေတယ်ဆိုလား ပုံတက်ကြတတ်တယ်ပြောနေတော့မဟုတ်ကွာမင်းတို့ဆေးဆရာနဲ့ဘေးရင်ဆရာတိတ်မစုံတော့ကွာ အေးပေါ်လေဒါကတော့ခမရတို့သဘောပဲပေါ့နော်ဟောဒါတဲ့ဥကဟိုစကားမဆက်ပြောအောင်မယ်အခုရွေးကောက်ပွဲကလည်းခင်ဗျနီးလာပြီနော်အေးအခုဒီနေ့ဆိုလို့ရှိရင်စင်မြိုင်က2ယောက်တောင်ဖြစ်နေတယ်နော်ဥက အဲ့ဒါကြောင့်ငါစိတ်ညစ်နေတာပေါ့ကွာ စိတ်ညစ်မယ်ဆိုရင်လေညစ်တင်တယ်ဥခရဲ့အခုကျုပ်တို့ရွာမှာဘယ်လိုဖြစ်နေလဲဆိုတော့ရွာမှာရှိတဲ့ယောက်ျားသားတွေအားလုံးကအဲ့ဒီဆေးဆရာตาချိုးနဲ့ဘေးရင်ဆရာရှင်ကြီးတို့ရဲ့လက်အောက်မှာရောက်နေတာအာဥက္ကဥသာလူကြားတဲ့ဥက္ကကိုမဲပေးမှာနော်ခမ ्या ကိုမဲထည့်ပေးမှာလို့သာပြောတာလေတကယ်တမ်းဒီဆေးဆရာနဲ့ဘေးရင်ဆရာကဥဆောင်ပြီးတော့တခြားဟိုများမဲဆွဲပြီးမဲထည့်ခိုင်းလိုက်လို့ရှင်ဥက္ကသွားပြီကဲဘယ်နဲ့လုံးအဲ့ဒါနော်ဒါစဉ်းစားမယ်ဟိုမဲစားစဉ်းစားဦးလေကွာ ဩမဲထက်ခိုင်းမှုကိစ္စတော့ဆွဲရမှာပေါ့ မဲကိစ္စမဟုတ်ဘူးတားရေးသမီးရေးကိစ္စကိုပြောနေတာ ဟုတ်တာပေါ့ အဲ့ဒါဆိုလေကျမရွှေမီးနဲ့ငွေလဲကိုနားချရတော့မှာပေါ့ကပ်ပြက်ရဲ့ဒီလိုလုပ်ပါလားဆရာတော်ပြန်လျှောက်ပေးပါကျမတို့အကြောင်းပြန်ပါမယ်လို့ ဟောရပါတယ်ဒါသားရေးသမီးရေးပဲအေးစေးစေးစဉ်းစားရွေးကောက်ပွဲပြီးမှအဖြေပေးလေရတယ်အဲ့ဒါကိမကြတော့ဘောကပ်ပြက်ရဲ့ဆရာတော်တစ်ခါတည်းလျှောက်လိုက်ပါဆရာတော်ဖြစ်စေခြင်းတဲ့တိုင်းဖြစ်ရပါစေမယ်လို့ဟောသားကြောင့်နော်ဟုတ်ဟာ မင်းတို့ အမြန်ဆုံးတွေ့ကျင်တယ်ဆိုလို့ကျမတို့ကလာခဲ့တာနော်ရှင်တဲ့ကိစ္စကတော့စဉ်းစားတော့မယ် ဟုတ်ပါတယ်စဉ်းစားတာကတော့ကောင်းပါတယ်ဒါပေမဲ့လေဟိုစဉ်းစားရင်းနဲ့အချိန်လွန်သွားပြန်ရင်လေဈေးပေါင်ကျိုးတယ်ဆိုတာရှိသေးတယ်ဟာ အိမ်နာမှုဖျားတဲစေးမီရီစုပ်ထိုးဤသုံးမျိုးချက်မပိုင်နောင်ပြန်ခတ်တဲ့အမျိုးတဲ့အဲ့တော့စဉ်းစားနိုင်မှတန်ခါကြတာရှင့် ။အော်မငွေလိုက်တယ်။ဒီမှာကိုသိမ့်တန်နဲ့ခရီးဘုံလေးနဲ့မမြောက်နဲ့ကိုသစ္စာနဲ့မမျှစေကိုရင်အုံးနဲ့မြတ်ရှင်မွေးလွန်းနဲ့မင်းနဲ့လက်ရှင်တောင်နဲ့ဓာတုကလျာတုနဲ့မပွေနောင်မှမရော့တဲ့အချင်းမျိုးနဲ့ကျုပ်ကချစ်တာပါဗျ။ ကျမတို့ကလည်းလင်းဆန်၍လင်းခွင်းနဲ့ရဖြစ်မှာကိုကြောက်တာရှင့် ။ရခင်ဖျားလို့လိတ်ထိပ်ပေါ်တင်ရပြီးတော့လေဖျားလို့ခင်းပြီးတော့နူးရင်ကြတာယောက်ျားတွေရဲ့တဘာဝရှင့်။ကျမတို့ကအားနဲ့တဲ့မင်းမသားတွေလေ။အဲ့တော့ဝေးကွက်ကူပေါင်းတာဖုံးထားမထားကြည့်အောင်မတော့ ကျုပ်ကစေးစရာပါဗျပဲတဲ့ပွေးခွက်ရှိရဘိုးကောင်ဘေးချင်းဆရာတော့မပြောတတ်ဘူးဒီကောင်နည်းနည်းမြတ်ပါ ပွေးကွက်လည်းမရှိပါဘူး။သေးကွက်လည်းမရှိဘူး။ချစ်သူရဲ့ပါးပြင်မှာချွေးလေးကွက်သွားရင်လားတယူတရနဲ့ပုတ်ပေးစီတယ် ဟုတ်ရှင့်စကားအစ်စ်နေကြော်သွားသလိုပဲဒီမှာကိုသွားချိုးရှင့်ကိုကျမလက်ခံမဲ့သဘောရှိရဆိုပေမဲ့ကျမကျင်တဲ့လောက်တဲ့သဘောထားကြီးရှင့်စီရရမှကျမအတီးပြုမှာနော် ကျွန်တော်နဲ့မငွေလိုက်နဲ့ပေါင်းဖက်လိုက်ရင်လေကျွန်တော်တို့ရဲ့ချစ်ဆိုင်လေးကတကယ်ကိုရေခဲတိုက်လေးတစ်ခုဖြစ်သွားမှာပါ ရေခဲလိုက် ဟုတ်မို့လေဟိုရေခဲလိုအေးမြတဲ့ရေခဲဆိုင်လေးဖြစ်နေတော့မှာပဲလို့ပြောတာ ဟာလူယူပြီးလို့ရှင်ကျမဦးစားပေးမှလားလူလိုက်မှလားပြော ဦးစားလည်းပြင်မယ်အလူလည်းလိုက်ပါမယ်ဗျာ ယောက်ျားကလေးနော် အေးဒီလင်ဒီမီရတဲ့လူကိုအောင်မင်းအောင်ပေါင်းကြပါစီကွယ်မပြီးပါဘူး ဒီစနေပြီးရစီ ဘာမှစားပြုံးလုံးမနေနဲ့လေဟာဆူလေးပါလေးပေးဦးမှာပေါ့ သိရမှာပေါ့ဘာစုပေးရင်ကောင်းမလဲမသိသိပြီဒီလင်နဲ့ဒီလင်ဒီမယားတွေကိုကြောက်ကြပါစေကွယ် ဒါဘာမှစားပေးရဆိုပြင်းလာကြ ဒါကတော့ဒီရွာရဲ့အကျိုးအတွက်ပါကွယ် အေးမင်းတို့ကလည်းလင်းဟိုတရားနဲ့ညီအောင်နေကြလားလင်းကျင်းဟုတ်တည်တယ်မို့လား သိပါတယ်ခင်ဗျမင်းသိတယ် ဟ
သိပါတယ်လင်းကျုပ်နဲ့အညီနေပါမယ်ခင်ဗျာ နေပေါင်းမင်းတို့ကြေပြွန်ရမယ်လင့်ဝတရားမင်းတို့သိထားတယ်လင့်ဝတရားမဟုတ်ဘူးနော်ငါတို့ရွာကလင်းယောက်ျားတွေအစင်အဆက်ကျင့်သုံးလာခဲ့တဲ့လင့်ကျင့်ကိုပြောတာမသိရင်မှတ်တာခလေးနီးလျှော်ကြော်လော်ချက်ပြုတ်ဂုတ်ကြောညောင်းညာပြေးကနှိပ်ပေးဈေးသွားရှေ့ဆောင်များမြောင်ထွေတွေရှာဖွေကုံအနာဂတ်တွေယိုကျိုးပေးမှတ်တွေးလင့်ကျင့်ကိုညီတို့တွေကလေသူတို့တွေအဲ့ဒီလင့်ကျင့်ကိုလိုက်နာသလားမလိုက်နာဘူးလားဆိုတာသိသိချာချာကြည့်ကြ တကယ်တမ်းကျတော့လင်းရဲ့မရရဲ့လို့ဖြစ်လာကြပြီဆိုမှတော့လေအလင်းကမရကိုနိုင်တာလည်းမကောင်းမရလင်းကိုနိုင်တာလည်းမကောင်းပါဘူးတယောက်နဲ့တယောက်ကဖေးဖေးမမချစ်ချစ်ခင်ခင်ကျင်ကျင်နာနာနေသွားကြတာပဲအကောင်းဆုံးမဟုတ်ဘူးလားဗျာ မကောင်းပါဘူး ဟာဒီသနီးကစက်တိုက်ထားတဲ့အတိုင်းပဲနော် ဇက်တိုက်တာပုံပြီးအဲ့ဒါရှင်းပြီးလိုက်တာ ဒီပေါ်မှာရှိတဲ့မိန်းမတွေကလူသားကွဲရတာစိတ်ဓာတ်ကတော့တစ်ခုတည်း အဲ့ဒါဆိုရင်တော့ဒါဒီရွာနာမည်ကြောင့်ဖြစ်မှန်တဲ့လူတွေကွာ ဟုတ်တယ်ပြောင်းလဲချိန်တန်ပြီ တိတ်ဆန်းရွာရဲ့နာမည်တော့မပြောင်းလဲနိုင်ဘူးပြောင်းလဲခြင်းပြောင်းလဲနေတို့စိတ်တွေပဲပြောင်းလဲပြရမှာရွာရဲ့ဒလေးကိုပုံကံဖို့မကြိုးစားနဲ့ရွာရဲ့အစင်လာကိုပယ်ဖြတ်ဖို့ကြိုးစားလို့ရတော့လေသမတ်တွေမတ်တွေလင်းတွေနားမလဲဘူးအကုန်လုံးကိုတိတ်ကနေနေအောင်ဖြတ်တယ်ဇက်ကိုပြောတာဇက်ကို ရွှေမိလို့နေနေရဒီနေ့ကဟဲ့မင်္ဂလာဦးညာဆိုတော့လေလို့ရဲ့အမလေးဒေါ်မေဆန်ပါတန်းချွေထားသေးလေလို့ဒေါ်မေဆန်ရဲ့နီးလန်းကိုတော့ဒီမှာပြင်ပါနော်ဟုတ်တယ်ဘုံစုံမှာတော့မြင်ရောက်သေးတယ်နော်ဘာမြင်အောင်တော့ဩနင်းကလေဥရှင်ကြီးကစောင်းတီးတာကြွားနေလေဟာ ဒါပြောငါနားမလဲဘာ ပြောပြန်ပြီတော့ဩနင်းကလေဥရှင်ကြီးကတချင်းဆိုတယ်မလားတချင်းတွေပါဆိုတော့သူကမိန်းမဆိုတော့အသေးနုတယ်လေဟာအဲ့ချက်မှာကျွေကြသွားအောင်မယ်အဲ့ဒါကိုပြောတာပြောတာ နင်တို့ကလည်းနင်တို့ပြောတော့မှလေငါရဲ့တုံနေတဲ့ရင်တွေကပို့ပြီးတော့မှခုံလာပြီအောင်လေးဟဲ့အောင်လေးဟဲ့ ဒါနဲ့မက်ရွှေမီကိုကြည့်ရတာမင်္ဂလာဦးညကိုဖြတ်တန်းရမယ့်ဟာမက်ငွေလိုင်းလို့ဖြစ်မနေပဲနဲ့တီတီငငယ်အေးအေးဆေးဆေးဖြစ်နေပါလား အဲ့ဒါတော့ဟုတ်တယ်ဒီလိက ရှင်းငါပုံစံအဲ့လိုဖြစ်နေတာ ဟုတ်တယ်လေဟုတ်တယ်တင်တင်နေနော် ဟာအဲ့လိုဖြစ်အောင်လေမနေကိုလေမနေကိုလှုပ်ထားတာငါရှင်နေမှာတော့ဘလူကြီးဖြစ်နေမှကိုမသိပါဘူးကဒုံကကြီးနဲ့ခါးတွေကနာသလိုဘိုက်တွေကအောင့်သလိုနဲ့တော်တော်နေရခက်ပါတယ်ဟဲ့ ဟုတ်တယ်ဒီမှာရှင်တို့တွေအခုယောက်ျားယူရတဲ့အကြောင်းရင်းတော့တတိထားနော်မမေ့လိုက်နဲ့နော်ရည်ရွယ်ချက် မမေ့ပါဘူး အမားတို့နော်မရက်ချောင်းရွာရဲ့အနာဂတ်ကအမားတို့နှစ်ယောက်ရဲ့လက်ထဲမှာရှိတယ် ဟုတ်တယ်အဲ့ဒါတော့ဟုတ်တယ်နော်နင်တို့တွေလုံးဝပြိုရိုက်လဲသွားလို့မဖြစ်ဘူးနော်ဟုတ်တယ်မလေမရေကြောက်ရတခုလားနင်တို့ပြိုရိုက်လဲသွားတာသွားပြီငါတို့တွေလားနော် ဟဲ့အဲ့လိုတော့မဖြစ်စေရပါဘူးစိတ်ချဂွမ်းလည်းမဂွမ်းစေရအောင်ငါတို့အတွက်နဲ့တော့လေဘယ်လိုပဲဖြစ်ဖြစ်ငါတို့ကငါတို့ရဲ့ရည်ရွယ်ချက်ကိုတော့ဘယ်တော့မှမပြောက်စေရဘူးဒီညမင်္ဂလာဦးညဆိုတော့ဒီတွေလေငါအားတင်ထားပါတယ်ပြီးတော့နီးပြူဟာတွေလည်းသေးသေးချက်ချက်စနစ်တကျတွက်ချက်ထားပြီးသားနော် ဖေးပြီလေအရငါပြေတော့ကြားကြလိုက်ဤဟုကြိုပြူရမယ်ထွက်ကြိုရမယ်ဆိုတဲ့မရောဖို့တရားတော့နားမလဲတဲ့အာမဒီညတော့တွေ့ပြီငါဆိုတဲ့ကောင်ကမင်းတို့မရေကြောက်ကြွားရဲ့အစင်အလာကိုဖြတ်မဲ့ကောင်ပဲတွေ့ပြီရာနေစကြောင်သေးမှာကြောင်တော်တော့ရင်းပြလိုက်အောင်ဟမ်ဟာတွေ့မိရာနေစကြောင်သေးမှာဟာနဲ့ဟာပါလေ ငါဘုံမယုံမသေးမလေးမစားလုံးနဲ့တပတ်တူလဲဘယ်တူလဲငါကိုပတ်တူချင်လဲပတ်တူချင်လို့လဲ မင်းရွှေမိလေ ဒီလူကငါနမတော့အကယ်ဆုံးနော်ငါနမတော်လေးမအန်နေရကြားရောက်နေလဲဆိုတာသိလို့ငါကချစ်ရောက်လာလား ရွှေမိမဟုတ်ဘူးဆိုရင်ခင်ဗျားကဘာလို့တော့ ဟာကကြီးနေတဲ့မင်းကြီးမင်းလေးပဲဟဲ့ နေရောက်ကောင်လားဟမ်ကိုခွဲလည်းမဟုတ်ဘူးနော် ဘာလို့များနေရလဲ ဟမ် ငါနမတော်လေးကိုရှူပြီးတော့နိုင်ကျင့်နေတယ်ဆိုတာသိလို့တယောက်ထဲမလုံလောက်တယောက်ပူပြီးတခါလေးရောက်လာခုဆိုကြည်စားခင်းတဲ့အတိုင်းပါပဲလားခင်းတဲ့အတိုင်းပါပဲလား အော်စိတ်ကိုရှော့ပါဟဲ့ရွှေမိရဲ့အကူတော်တွေဆိုတော့
ကျွန်တော်မျိုးရဲ့ရောက်ဖတော်တွေပေါ့လွန်လာရှိဝန်နာမိပါတွေ့ရတာဝမ်းသာပါလေကိုတော်တွေနဲ့တွေ့ရတာဝမ်းသာပါ ဒီနေ့တစ်ဆက်နဲ့ဆက်ဝင်လာတဲ့ကြည့်စဟာကိုမဖွင့်မရလို့တော့နေလိုကောင်မျိုးလေအပိုင်းပိုင်းအထစ်တစ်မလောက်ရဘူးလေတကယ်မလောက်ရဘူးလေဆောက်ပါဘူးလေအချင်းလောက်လိုက်မယ်ထူတော့စားထောက်ပြီထူတော့ထောက်ပြီမထောက်ဘူးလားထောက်ပြီထောက်နေပြီထောက်နေပြီဟာကိုကတိပေးရဟာငါနမတော်လေးကိုဒုက္ခမကြအောင်အနိုင်မကြည့်အောင်မနစ်ဆက်အောင်အေးနေစခေးငါကနမတော်တော့ချက်ချင်းရောက်လာပြီးတော့နေငေါနောက်စီးပြပါလားမမစီးပါနဲ့ဗျာအေးငါကြောက်ပါလေစီးပါလေနလမ်တူနိုင်အောင်နေကိုလိုက်တလားဘာကြောင့်မဲ ဒါအရေးတွေတုံးလာတယ်ဆိုပြီးတော့နေကရစ်ဖို့အစင်းနဲ့ထိုင်ဆောင်တယ်ဟမ် အော်မရှိပါဘူးရှင်ကလေဒီညညကလေမင်္ဂလာဦးညဆိုတော့ရှင်ပေါင်းတင်နေနဲ့တောက်ချင်မယ်စားချင်မယ်ဆိုတော့ကျမနားလေပါတယ်ဒါတဘာဝပဲလေမရှိပါဘူး ဟိုဘာပဲဖြစ်ဖြစ်ပါမိန်းမဆိုတာမျိုးကယောက်ျားကိုချစ်နေဖို့လိုတယ်အဲ့လိုချစ်ဖို့အတွက်ကအယိုးကွဲအောင်ရိုက်မှအသေးဆွဲအောင်ချစ်တာအဲ့တော့မိန်းမတွေရဲ့အသေးဆွဲအောင်ချစ်ဖို့အတွက် အဲ့ဒါဆိုဆရာတို့ကတောက်ဦးကျိုးခဲ့တာဟော ငါမရရုံနဲ့မဟုတ်ရေတောင်မချိုးခဲ့ရဘူးပေါ့ဟဲ့လား ထင်တော့ထင်သားပဲဘာဖြစ်လို့ရေကန်မြေကန်ရှိတယ်လေရွာကမရောက်ရွာဆိုတော့ဖြစ်ပြီပေါ့ ကျွန်တော်တို့မျောလင်းချက်တွေတော့အားရောကုန်ပါပြီဗျာအဲ့ဘလို့ဆက်လုပ်ကြမလို့ အေးကွာရှေ့ကခြိတက်မဲ့ဘိုလ်ချုပ်တွေကတိုက်ပွဲကြနေမှာတော့ငါတို့နောက်ကနောက်လိုက်ရဲဘော်တွေကဘယ်လိုလုပ်တော့မလဲကွာ စိတ်တက်မကြစမ်းပါနဲ့ဒါသွေးလို့စမ်းလိုက်တာနော်ဒီမိန်းမတွေရဲ့ညံရီအဆင့်ကဘယ်လောက်ရှိလဲဆိုတာငါတို့စမ်းလိုက်တာ စမ်းတက်လိုက် တကယ်တိုက်ပွဲကအခုမှစနော်ဟုတ်ကဲ့ဘယ်လိုလုပ်ရမလဲဆိုတာပြောပြမယ် မလုပ်နိုင်ပါဘူးဗျာအဲ့ဒါရောမလုပ်နိုင်ဘူး နေသမ်းမို့မင်းကဘာပြောလို့မင်းကဒီလောက်အကြောက်ခံညင်းနေ ပြောပြမယ် အဲ့ဒါတော့မဖြစ်နိုင်ဘူးဘာကိစ္စမလို့ခါခါတီးတီးဖြစ်နေရတာလေဟိုဒီလိုကွာမလုပ်နိုင်ပါဘူးဒါဘယ်လိုမှဖြစ်နေတဲ့ကိစ္စပဲဟိုဒီလိုမလုပ်ဘူး ကြောက်လည်းပြောလို့ဗျာ ဟော မဟုတ်တာဗျာဘလို့မှမဖြစ်နိုင်ပါဘူး လာပြောတာလေဟဲ့မင်းကြလုံးဝဒါတော့လက်မခံနိုင်ဘူးလက်မခံနိုင် လုံးကြည့်စမ်းပါကွာအင်မတန်ကောင်းတယ် တပြင်းနေပြောတပြင်းနေပြောတပြင်းနေပြော ဖြစ်နိုင်ပါဘူးဗျာ ဘာကောင်းမလဲငါရဲ့အစီမံကောင်းတယ်လုံးကြည့်စမ်းပါနော်အရသာတွေ့သွားလိမ့်မယ် အဲ့ဒီကတော့မင်းပဲကြိုက်လေ ဟေးမိန်းမတွေကိုနိုင်တဲ့အရသာတွေ့သွားလိမ့်မယ်မင်းတို့အားလုံးမိန်းမတွေမနိုင်နိုင်ဘူးလားမနိုင်နိုင်ဘူးနိုင်ချင်းငါပြောတဲ့အစီမံတိုင်းလုပ်ကွာနော်ကဲလုပ်မယ် ဆက်ပါလုံးရမိမနိုင်ကြပါလုံးကိုမင်းကရှင်ဘာလုပ် ဆက်နိုးနေ မြင်နေလေစက်နိုးနေအောင်မြင်နေလေရှင်ဘလို့နှိုးနေရလဲလို့ ဒီလိုပဲနိုးနေရပဲလေဆက်ကမှမနိုးတာဘာကင်ပဲအောင် ကိုမင်းခိုင်ရှင်ဘာဖြစ်နေလဲ ဘာဖြစ်လို့လဲ ဘာဖြစ်ရမှာလဲရှင်ပုံစံကလေထမင်း9ရက်မစားတဲ့ပုံစံမျိုးပေါက်နေတယ်ရှင်ယောက်ျားလိုအားနေမယ်နဲ့အော်လှဲ့ပါလား ပြီးရောကိုမင်းခိုင်ရှင်တကယ်ဖြစ်နေရလား ဘာဖြစ်နေလို့လဲ ဟာဘာဖြစ်ရမှာလဲရှင်အတန်မရင်ငယ်သုံးမိတဲ့အတန်ရှင်ပုံစံအချောက်ပုံစံပေါက်နေလို့ပြောနေတာ အမလေးတော်တော်ပြောသမ်းပါလေနားမဦးနေရပဲဒါ
နေငါ့ပတ်ဝန်းကျင်မှာတက်တက်မဲ့ဝုန်းတာပေါ့လေစက်ကနှုတ်လို့မရချာနေရတစ်မျိုးမနှုတ်ပေးနိုင်တော့ဘူးလုံးဝမနှုတ်ပေးနိုင်တော့ဘူးမတာမကိုကနှုတ်ငါမပါမနဲ့အဲ့ကောမင်းခိုင်ဘလို့ပြောခဲ့တာလဲ ဘာလုပ်နေ မကားသွေးနေရလေ ကျမအတွက်လား ဟုတ်ပါ ဟောတိတိစေးခေါ်ဖို့လားတနခါနဲ့ ဟုတ်ဘူး ကျမအတွက်လည်းမဟုတ်ဘူးစေးခေါ်ဖို့လည်းမဟုတ်ဘူးဘာလို့မို့လို့အိတ်တာခါလေးနေ ကျုပ်ကကျုပ်လိမ့်မို့ ရှင်ကဒီတနခါတွေကိုလိမ့်မလို့ဟုတ်အော်ဆရာဒီလိုငါ့ကိုလက်ထပ်တော့ယောက်ျားစစ်စစ်ကြီးပါအခုမှချက်ချင်းဒီလိုပုံစံဖြစ်သွားတယ်ယောက်ျားရောင်စောင်းထားတဲ့အချောက်ကြီးလားမသိဘူးသူကငါကိုစိုးလေးပြီးချင်တယ်အချောက်ကြီးနဲ့ညားပြီလားအဲ့ဘာလို့နေ ဒါသွင်းတာလေရှင်မမြင်ဘူးလား ဘာလို့ဘူးလဲ ဟောဘာလုံးဝမလဲခုံမလို့ပေါ့ ဘာခုမှလဲ ဒီမှာရှင်ကိုကျမသိအောင်ပြောထားကျမအပြိုတော့ကလေတော်တဲ့ဝင်ပြီးတော့ခုံနေကြ ထင်းနေခုနေ အမလေးထင်းခုံစရာလားသားကောင်လေးကိုခောက်တာသားကောင်လေးကိုခောက်တာ မလေးပန်လေးတပုတ်လို့နူးညံ့မယ်ထင်လို့ယူခဲ့မိတာအခုမှစိတ်ချမ်းကိုချိုင်းမှသိရတော့ ဘာပြောလဲအမလေးဘလို့ပုံစံနဲ့ရှင်ပြောနေတာလေကြည့်ပါဦးပန်းလေးတစ်ခက်ကင်ပြီးတော့ခုနလမ်းလျှောက်လာရှင်ဘလို့ပုံစံလျှောက်လာကျမကိုပြောစမ်းပါအောင် မလေးဘလို့ပုံစံနဲ့ရှောက်ပေါ့အေးဆီယမကိုဆီယမမလို့ထင်စမ်းပါလေဆီယမလည်းဆီယမရဲ့ဆီယမတွေဆီယမမလို့ဘူးဆီယမကိုဆီယမလို့တာလည်းမချိုက်ဘူးဆီယမကိုဆီယမလို့ချင်ဆီယမရဲ့ဆီယမတွေစီမှာဆီယမဖြစ်တဲ့နောက်ရေးတက်ပြီးမှဆီယမကိုဆီယမလို့လောလောဆယ်ဆီယမကိုဆီယမမလို့လည်းမချိုက်ဘူး မကိစ္စမှာကိုရှင်ကြီး ရှာ ရှင်ဘလို့ထုလိုက်တာလဲအရင်တော့ရှင်ကဆက်ဆရာကြီးဆို အော်အရင်တော့ဇွတ်ကြားနေရတာအခုမှပတ်ချဲ့သွားတာ ဘလို့ပတ်ချရတော့ဟဲ့လား ဟုတ်တယ်ကန်လူဖြစ်တာကျင်းတဲ့အားရတဲ့ဝမ်းသာတဲ့ပီတိဖြစ်တဲ့တက်လာအလားပြောတာ ဟဲ့လားဟာအဲ့တော့လေကျမကလေသားကောင်းနေမခောက်ဘူးရှင်ရောအရင်ခောက်မယ်ဟဲ့လားပြောရှောက်ကြရှင်ကျမကိုနှိမ့်နေတာလားဂလိထိုးနေတာလား နှိမ့်နေတာလေဘာဖြစ်လို့လဲလို့ ဟုတ်တော့ဘလို့များနှိမ့်နေတာတော့အားလေးပါလေထဲ့ပါလားလို့ ဒီလောက်ပဲနှိမ့်တတ်တဲ့ဥစ္စာကိုငါအပြစ်ပဲလိုက်ပြော ဟုတ်တော့နေစမ်းမရှင်ကျမကိုဘလို့လေးတဲ့နဲ့ပြောလိုက်တာလဲ ဒီလိုလေးတန်းနဲ့ပဲပြောတာလေဘယ်လိုလေးတန်းနဲ့ပြောင်းပြောနေလို့လဲလို့ မသိပါဘူးတော့ကျုပ်ကလေကျုပ်နားရုံတရောကင်မွန်းနေများလောင်းထဲလိုက်တာလို့ချွဲပြစ်နေရပဲနေစမ်းမရှင်ချောက်ရလား ဟဲချောက်ကြရလားလို့ဘာသားတွေပြောနေလဲ ဟာမချောက်လို့ရှင်နေနာသိစမ်း ဒီလောက်ပဲနှိမ့်တတ် ဟဲ့လားဒါတော့ပဲနေတတ်တာလားအဲ့ဒါဆိုလို့ရှိရင်ဒီထက်ပိုပြီးအားထည့်ပြီးနှိမ့်တယ်လေးရောရှင်မသိချင်ဘူးလား ဩတင်မဲမဲဆိုတတ်ချင်တာ အဲ့ဒါမလေးသိပေးချင်လိုက်တာရန်ကိုသိပေးချင်တာပဲကဲရှင်မှောက်လိုက်တော့ ဟုတ်ပါမယ် မှောက်လိုက် မကောင်းလေးလုပ်ပေးနော် မလေးလုပ်ပေးအောင်မဟုတ်ပြီဒီကနေ့ဒီမလေးတို့မလေးဘလို့နဲ့ကသိပေးအောင် သားပင်သားရေချိုးတမြမြခါခါတလေးလေးသားပင်သားရေချိုးတမြမြခါခါတလေးလေးဟဲ့တော့မင်းဟမ်မခင်စရေဒီမလေးနဲ့လေးနဲ့လာချပေးစမ်းသားပင်သားရေချိုးတမြမြခါခါတလေးလေးဟဲ့လားကမခင်စလေးတာတော့ ကိုမသေးကျုပ်ကိုတခါတော့ပြန်ရှောက်ပြသမားလို့ရှောက်နေလေ လေးနဲ့မောရတယ်ကြတယ် तू ကလေဖက်ရှင်ရှိုးကြည့်တယ်များအောင်းမင်းလားမသိဘူး။ကဲဒီမှာကြည့်ထားမင်းညာရေချိုးတများများခါတယ်လေကဲတွေ့လား တော်ကြီးဘလို့ရှောက်နေတာလဲဘလို့ရှောက်နေတာလဲ ငါဘလို့ရှောက်နေလို့လဲ အကိုရှောက်တော့ကိုသိမှာပေါ့ ဒုက္ခပါကိုရှောက်တာကိုမမြင်ရတာ ကိုမသေးတော်လေကျုပ်ကိုကပ်ပြီးတော့မပြောနဲ့တော့ အဲ့ဒါကပြောတာလားညီရောကိုလန်းဆောင်ကွက်ကိုမြင်ရလားကပြော အေးကိုလားရှောက်တာကိုမမြင်ရပဲဘလို့ရှောက်တယ်ဆိုတာတော့ကိုကကိုသိတယ်တော့ ဩစရာပဲတော့
ချုပ်ကိုဘလို့အတိုင်းနဲ့ပြောလိုက်တာလဲ ဘယ်လိုပြလဲလဲဘယ်လိုပြလဲလဲနေရတာတမျိုးနေရတမျိုးစိုက်စီရတယ်ဘာလဲပြောနေမှာဟဲ့လာချမ်းကမချမ်းနဲ့နေအရေးပေါ်စီးရွေးခေါ်တဲ့အကြောင်းကတော့ငါတို့တွေရဲ့ယောက်ျားတွေဘလို့ဖြစ်လို့ချက်ချင်းလက်ငင်းအချောက်ကြီးဖြစ်သွားလေဆိုတာတိုင်ပင်ကြလို့ပဲပြောလိုက် ဟုတ်ပါလူလူရဲ့အခုလိုမျိုးလေရုတ်တရက်ကြီးလေပတ်ကြားတွေအပ်ပြီးတော့ခြောက်သွားရလောက်အောင်ဘယ်လိုလူမျိုးတွေကများလေသူတို့ရေတွေခတ်ထုတ်ပြီးတော့နေဘူးထုတ်လိုက်လိုက်တာလည်းမသိဘူးနော်အဲ့ကိစ္စအောင်စုံစမ်းရမယ်ဟုတ်တယ်ဒီကိစ္စကလေသွေးရိုးသားရိုးလုံးဝမဖြစ်နိုင်ဘူး ဟဲ့အဲ့ဒါဆိုဒီလိုလုပ်ပါလားတကယ်ဟုတ်မဟုတ်သိအောင်လဲငါတို့တွေသူတို့အိမ်နေတော့သွား ဘုတ်ဆောင်ကလေအိမ်မှာကြည့်စရာမလိုပါဘူးဟဲ့ကိုယောက်ျားတွေပဲဟာဒီတိုင်းပြစမ်းဆိုပြီးကြည့်လိုက်ရုံပဲ ဘာလို့လဲဘာလို့ပြောရလဲ မသိဘူးလေ तू ပဲကြည့်မယ်ဆို အိုးနေရတဲ့မျိုးငါပြောတယ်ကြည့်မယ်ဆိုတာလေသူတို့အိမ်နေတော့သူတို့ရဲ့ခန္ဓာကိုယ်မှာဘာတွေပြုတ်ရင်ထားပြီးလဲဘာတွေပြောင်းလဲသွားပြီးလဲအဲ့ဒါကိုကြည့်မယ်လို့ပြောတာနေစမ်းပါဦးသူတို့တွေကဘယ်လိုလုပ်ပြီးရုတ်တရက်ကြီးလိုင်းပြောင်းသွားတာလဲ အိုးလိုင်းပြောင်းတာတော့မှလေတယောက်တည်းမဟုတ်ဘူးအမေရေတညီတညာတယ်ဆိုတော့ တညီတညာတယ်ဆိုတော့သူတို့အချင်းချင်းအပြန်အလှန်လက်တွေဆမ်းပြီးตายရသွားကြလားမသိဘူးနော် ဟိုအဲ့အမြဲပြင်းနေမှာလား ဟောအမြဲတမ်းတော့ဘယ်ဖြစ်ပါမလဲ ဒီတော်ပါသေး တော်ပါသေးရမလုံးနဲ့နော်အမြဲတမ်းပုံးနေမှာမဟုတ်ဘူးနော်ဝါရင်လာလေဒီတဲ့ပို့ဆိုးပြီးပွင့်သွားမှာလို့ပြောတာ သိပါပြီရသွားပြီရသွားပြီခလာရသွားပြီဟေးရသွားပြီရသွားပြီခလာရသွားပြီတမျိုးဟဲ့လေဘာရတာလဲလင်းဟဲ့နေဟိုကြုံလုံးလေးမရအောင်မေနေယောက်ျားရောဟိုတကယ်ကြားရလားယင် ကြားရမှာအော်ကြားညီတော့လင်းနေတော့ဇွတ်ကြားမဟုတ်ဘူးအော်ကြားဆိုပါအော်နင်းကလေစေးတောင်ကရိုးရိုးစေးနဲ့အော်စေးဆိုပြီးတော့ရှိတယ်လေဟာနင်းဒါတွေတော်တော်သိရနော်ဟောနင်းကလည်းငါစောင်းတင်ဖတ်ထားတာဟဲ့အဲ့စောင်းလေးကခဏငါပြီးရင်ပြီးမယ် အိုးတာနေစမ်းပါဦးဒီပုံစံတိုင်းဆိုရင်တော့ငါတို့ယောက်ျားတွေကလေသူပြောသလိုဇွတ်ကြားတာမဟုတ်တော့ဘူးဟဲ့နော်ဖွတ်ကြားတွေဖြစ်ကုန်ပြီဖွတ်ကြားမှာတကယ်ဖွတ်ကြားစစ်တွေ နေကြအောင်သူပြောသလိုသူတို့နှစ်ယောက်ကတကယ့်ကိုလင်မယားအရာမြောက်သွားပြီဆိုရင်ငါတို့တေးချာစုံစမ်းပြီးတော့တရားဝင်လင်မယားတွေဖြစ်အောင်လုပ်ပေးရတော့မယ် အိုးအမေကလည်းအမှုတစ်ခုမှမပြီးသေးဘူးနောက်အမှုတစ်ခုစီစဉ်သူကလှုပ်ချင်နေတယ်ဒုက္ခပါပဲ ။သူတို့ကစိတ်မမှန်ဘူးလေ။တော့ကြကြော်မကောင်းကြားမကောင်းဖုံးမရဖိမရဖြစ်လို့ရွာနာပြီးငါတို့ယောက်ျားကြီးနာမည်ပြတ်ကုန်လိမ့်မယ် အဲ့ဒါလည်းဟုတ်ပါတယ်ဘယ်လိုပဲပြင်ငါတို့လည်း main ကလေးချင်းချင်းတော့ကိုချင်းစားရမယ်ဟဲ့ဒီတော့သူ့မင်္ဂလာပွဲလို့ငါတို့ကပဲဥစူးဆောင်လုပ်ပြီးတော့ကုညီဆောင်ပေးလိုက်ရင်မကောင်းဘူးလားကောင်းတယ်အဲ့ဒါတော့ပေးလိုက်ပါအေးကုသိုလ်ရပါ အဲ့ဆိုလို့ရှိရင်လေငါတို့တမြန်မြန်ကြည့်ကြလို့ရှိရင်အားလုံးမြို့တက်ပြီးတော့လေသူတို့မင်္ဂလာပွဲတော်လွဲတဲ့ပစ္စည်းသုံးဝေကြရအောင်ကောင်းတယ်လိုက်ပဲငါလည်းလိုက်ပါ လိုက်ပါနဲ့ဒီမှာငါတို့လေလိုအပ်တာအကုန်လုံးဝက်ကမယ်စိတ်ချနင်းကလေနင်းယောက်ျားနာမှာပဲနင်းတော့ကြနင်းယောက်ျားငါတို့ယောက်ျားတွေနဲ့ပေါင်းပြီးတော့လေဂိုင်းဒူစွတ်ကြားတွေဖြစ်သွားလိမ့်မယ်အဲ့ဆိုလိုက်တော့ ဘူးတော့မင်းကဖေးထိလိုက်ပါလေဒီမှာငါညောင်းလာပြီဟာ တော့ယောက်ျားမဟုတ်ဘူးလားတော့မြို့ထိတိုင်းမှာပေါ့သူတို့ကကျုပ်တို့မိလားဆိုတော့ပစ္စည်းမျိုးမြို့ထိလုပ်ပဲပါ ဟုတ်တော့ဟုတ်ပါလေဟာဒါပေမဲ့သူတို့ကငါတို့မှမခေါ်တဲ့ဥစ္စာ ခေါ်တော့ကတော့လိုက်မှာပဲဘယ်နဲ့တော့ကျုပ်တို့မကြိုက်တဲ့ပစ္စည်းကဘယ်လိုလုပ်မှာလဲတော့ ထွက်ပြီးမကြမ်းဘူးသေသွားပြီတော်ပြီဒီပါရှင်တို့ဘယ်သူတွေလဲဟင် ဟာဒီအချိန်တွေရောက်နေတာတော့မသိကြသေးဘူးလားဓမြတွေဓမြဘိုးမိုးသည်ဆိုတာကိုပဲ ခင်ဗျားတွေလည်းမလီကိုကျိုးတော့လည်းကုန်တော့ပြီလေခင်ဗျာ။ဒီမှာတော့ဒီအောင်ကျွန်တော်လည်းဝက်လက်စားကြီးအများကြီးထုတ်ဝဲမလာပဲ။ဟောကြီးတယ်ပါ။ဒီမှာရွှေလက်ကောင်နဲ့စိန်လက်စုကြီးတယ်။ဟုတ်ပါဘူး။ငါတို့ပြီးကြရောထိုးတာငါတို့ကရောက်ထိုက်တယ်ရှင် တော့ကံတောင်းတယ်ဟာကြောင့်တယ်သူတို့ဘယ်ဖြစ်မှာလဲတော့ ဒီမှာရှင်တော့လေနော်။နေကြီးကြောင်တော့လာပြတယ်များတယ်လို့သူတို့အားလိုက်မှာနော်။ဟုတ်တယ်
အော်မယ်ပြေးမယ်တော့မကြိုးစားနဲ့တော့တကယ်ကပါလေသိလား တနာတနာ ကဲပါဦးလို့ခေါ်နေပြီနော်ဟေးကောင်းဒါရီးဒါတော့အားကြောင့်တော့တူရအောင်အဲ့လိုတော့ဆရာတို့ချုပ်ခိုင်းရအောင်ချုပ်ခိုင်းလိုက် ဘာချမလဲဒါပြမလုပ်နဲ့နော်မရကြောက်ပါသူနဲ့အသက်ချင်းလဲပလိုက်မယ်ဒါလဲလိုက်မကြောက်ဘူးနော် ကျမတို့ကအဆက်နဲ့လူလုံးညာတော့အဆက်ရှိတယ် ဟုတ်တယ် ဓမ္မကြီးရ ဟောဆက်တရားကိုပြောနေနားမလဲဘူးလားဟုတ်တယ်ငါလည်းမရကြောက်ရအောင်ကတကတော့နော်လူလာမဖြစ်နဲ့အသက်ချင်းလဲပလိုက်မယ်ဟုတ်တယ် စွာတယ်ဟမ်အဲ့ဒါမျိုးလေးတွေကိုကြိုက်တာတခါတော့တခါလေးခေါ်ခဲ့လိုက်တော့ဟိုကြောက်မှချုပ်ခိုင်းမယ် ဒီနော်လိုက်ဘူးနော်ဟုတ်တယ် ဘုံဆက်နေမင်းမကြည့်ဘူးလားကွာဆက်မရတယ်ကြတယ် ကျုပ်တို့မိမသတင်းတွေဘာကြတော့ ဟာဒီမှာဖုံးဆက်နေတာကွာဗျာဘာသာမှမကြားသေးဘူးဒုက္ခပဲဗျာ ဖုန်းလည်းဆက်မရဘူး ဘလို့ဟာ ဒါပြန်ပြီ ဒါရမီဆရာလို့တော့မကြိုက်ဘူးဒီမှာလည်းသိတယ်လို့ပြောတာဘာထူးတယ်ဟုတ်လားကျတို့မိမတွေကြောက်တယ်အဲ့ဘာထူးတယ်ဟာဒီမှာလည်းဖုံးဆက်နေတာပဲကွာဘာမှမထူးရုပ်လည်းမရောက်ဘူးတော့ငါသိကြည့်နေကွာအဲ့ဒါဆိုဘယ်ရောက်သွားကြလဲ နော်ကျုပ်စိတ်တင်ပြောရမယ်ဆိုရင်ဒီမိမတွေအုပ်စုဖွဲ့အရေးကောင်းကောင်းတစ်ပဲအောက်ကိုဝင်တယောက်နဲ့တယောက်ဥဆွဲပြီးတော့အတင်းပြောနေတာဖြစ်မယ်။ဟုတ်တယ်ဥဆွဲရပါ။ပန်းဦးလေဗျာ။ဖေ။မင်းအသားမဲတော့ညံမနေစမ်းပါနဲ့ကွာ။အသားမဲတာမဟုတ်ကွာအညာဆန်တာကွာ။အေးဘာပဲဖြစ်ကွာအုံနောက်ကိုတွားသုံးကွာမင်းကလေမြို့တက်တဲ့မိမတွေကတန်းဥဆွဲနေမလားဆွဲချင်းဆွဲရွာမှာဆွဲနေမှာပေါ့မင်းကလေ ကျုပ်ထင်တော့မိန်းမတွေတခုခုဖြစ်နေပြီရှင်ဟာမင်းထင်တာတော့နီးစပ်တယ်တခုခုမဖြစ်တော့နှစ်ခုခုဖြစ်ရမှာလားဟာ နှစ်ခုခုဖြစ်နိုင်တယ်နော်နှစ်ခုခုဖြစ်နိုင်တယ်ဟာလူရောပစ္စည်းရောလေ လူနဲ့ပြည်စည်းတာအတူတူပဲလေ ဟာပဲတော့တတ်စီနေကြ အာကတ်နေတာပါ ဟာလေငါပြောတာလက်ဝက်လက်စားနေပြော ဟုတ်တယ်လက်ဝက်လက်စားနဲ့အသားနဲ့ကတ်နေတယ်လေ တေးမင်းလို့ရှင်းနေပြော အဲ့ဒါကြောင့်ဘာလို့ပြောတာပေါ့မစွာပါနဲ့ဆိုတာအဲ့တခါတော့သွားစွာအဲ့စွာလို့ဟိုလူဆိုးကမျက်စိနောက်ပြီးတော့ဖမ်းလာအဲ့ဒါခုတည်းကပြောထားတယ်နော်ချွတ်ဆိုရင်အမကြီးအရင်ချွတ်ပြလာဟာဘာလို့ဟုတ်တယ်အဲ့ဒါအမေကြောင့်စိတ်နေတယ်တကယ်ပဲလို့ကြလို့မယ်ဒီတိုင်းနေလို့မဖြစ်ဘူးနော်အေးကြံကြံနေပါလေထုတ်အောင်ဒီတိုင်းနေလို့ရှင်တော့တို့ရဲ့လက်စာမိသွားလိမ့်မယ်ဟုတ်တော့ဘာဖြစ်မခံနိုင်ပါဘူးဒီလိုမြောက်ကတည်းကဟုတ်ကဲ့အပြပြောနေတော့တာပဲစိတ်ရလိုက်တာပါတကယ်ပဲဒီမှာစိတ်ရငါတို့ယောက်ျားတွေကငါတို့လာခဲ့ပါမလား။အိုးတော့ပဲစားလေ။ကျုပ်တို့ဒီလိုဖမ်းသွားတာသူတို့မှမသိတာဘယ်လိုလုပ်လာခဲ့ဖို့အစီအစဉ်တော့ရှင်းမှာမဟုတ်ဘူး။အခုချိန်မှလေးကလည်းလက်တွေကိုအားကိုးနေတော့မဖြစ်တော့ဘူး။ကိုကကိုညင်မအောင်ဖြစ်မှာ။အဲ့မှာတော့ထိုင်ညင်နေ။ဟုတ်တာတော့နင်းကြမှာ။အိုးနင်းလေတက်တော့ညင်မဟဲ့။ဒီလောက်ကြမှာလေလို့ပြောတာ။ပြီးတော့လေတခုခုဆိုရင်သူတို့လက်ထဲမှာတနက်တင်နေတယ်။ကြောက်တယ်။အားလုံးပုတ်ထောက်ကုန်ကြမှာကြောက်တယ်။အဲ့ဒါတော့ဟုတ်တယ်။ဒါဆိုရင်ဘယ်လိုလုပ်ချင်သူတို့ကဟိုလူဆိုးတွေကသူတို့နဲ့ပြန်ပြီးတတ်လို့လည်းမဖြစ်ဘူးအဲ့တော့ငါတို့တွေမိမမာယာသဲကိုးဖျားဆိုတဲ့အတိုင်းမာယာသုံးမှဖြစ်မယ်အေးဟုတ်တယ်အဲ့ဒါတော့ဟုတ်တယ်ဒါပေမဲ့တို့ရဲ့လက်မှာခြိထားတဲ့ကျိုးတွေကိုအရင်ပြုတ်အောင်အရင်လုပ်ပါမယ်အဲ့ဒါပြီးမှမစင်ကြည့်ကနော်ဘယ်လိုလုပ်ပါလဲနော်အဲ့ဒါဆိုပါလေဟိုစကားတွေလည်းလို့ကျမသေးပေါက်ချင်းလို့ပါရှင်လို့အော်လိုက်ရဟုတ်တော့မကြီးရလေမိမိတက်တော့ပဲဆွဲထုတ်သွားမှာပေါ့ဟုတ်တော့ပြီးတော့မှလေအမေကိုလေကျွန်တော်တို့ရှိမှာပောက်ပါဆိုဘယ်လိုလုပ်မလဲသူလန်ပြသူလန်ပြငါတို့အားလုံးရှုပ်ပေါက်ချင်လို့ပါရှင်လို့တိုင်ကအော်လိုက်ကြမယ်လေဟဲ့အော်တော့ကိုကဘယ်လိုလဲကြုံပါလဲဒီလာလေးတကယ်ပဲစိတ်တက်နေဦးအချက်တခုတော့ရတယ်အချမ်းရပါကြတယ်ပါကြတယ်ကိုလေဒီကသူများစကားလေးနည်းနည်းပြောချင်လို့ကိုဒီနားကိုခဏလောက်လာပါလားယင်ဘာပြောချင်လို့လဲအာဟိုဒီလိုပါကိုရဲ့ဟိုသူများကိုလေဟိုလက်ကကျိုးလေးဖြီးပေးပါလားလို့နော် ဆုတောင်းလေဖြီးပေးခင်ဗျားတို့ကိုလို့ထွက်ပြေးမှာဗော မပြေးပါဘူးကိုရဲ့ ဘာကိုကိုလဲဒီစင်နဲ့ဒီစင်ကိုဗျာကိုလို့ခေါ်စရာလား ဟုတ်တာစိတ်ဆိုးပါလေစိတ်ဆိုးပါဟုတ်တာပဲအမေကလေအမေရွေးနေဟိုမတကမောင်လေးပေါ့မောင်လေလောက်လိုက်ပြောကိုလား
မောင်လေးလို့ပြောတာပါဟိုတို့ကလေနှလုံးသားနုတော့ပါဇက်ကຫນွယ်စုဆိုးရတာအကျင့်ပါနေလို့ပါ ဟုတ်ပါတယ်နော်ဖြည့်ပေးပါနော်လို့ ရှုပ်ပါတယ်ဘသူမှဖြေမပေးနိုင်ဘူး အကိုကြီးရဲ့အဲ့လိုတော့မလုပ်ပါနဲ့ဖြည်းဖြည်းပါကျမတို့ဒီမှာလေးရက်တွေကလည်းတအားကိုနာနေပြီဟိုကဖြုတ်နေတာဘာတွေလားမသိဘူးတအားလဲကြိုက်တယ်သိလားဟိုပြလေဒီလေးရပေါက်ချင်လို့ပါဘယ်တော့မှထွက်မပြေဘူးသိလားဘယ်ရောက်လို့ရောက်နေမှတော့မသိဘူးဘယ်ထွက်ပြေးရမှာတော့ဟိုအကိုကြီးကြာလေရန်ကိုသဘောကောင်းမဲ့ပုံနော်သဘောကောင်းမဲ့ပုံနော်သဘောကောင်းမဲ့ပုံပြောလိုက်ပါဦး ပါတယ်ဟိုကိုကိုမင်းတို့ကလေကိုကိုလိုလူမျိုးကိုရှာနေတာတကယ်ရောသိလားကိုကိုကလေမင်းတို့ယောက်ျားရင်းတော့ဆိုအရင်ကတခြားစီပဲသိလားမင်းတို့ယောက်ျားရဘာမှမသုံးဆောင်လို့မရဘူးကိုကိုလုံးပါဦးသိလားဒါကြောင့်လို့လေဟိုမင်းတို့ကလေကိုကိုလိုမတကယ်သွေးသမီးလို့တကယ်မဲတဲတဲရောလေဟိုတကယ်ကိုတဲတဲမဲကိုညိုချိုးချောတယ်ခံကြရောလေမင်းတို့ကအကူချင်တာမင်းတို့လေဟိုမင်းတို့လေဟိုကြိုးဖြီးပြီးလို့ရှင်လေမင်းတို့ဘယ်မှမပြေးပါဘူး ချက်မပြေဘူးရပြီ မင်းတို့အားလုံးကလေကိုကိုနဲ့ပဲနေမယ်စိတ်ကူးတယ်နော် အဲ့လို တကယ် တကယ်လားတကယ်လား တကယ်ပြောတာနော် အော်ကိုကိုဆိုဘာမှမတော် သေးကြပြီလား သိကြပါရဲ့နော်ကို တေးကြပါတယ်ကိုကိုရဲ့တေးကြပါတယ်မောင်လေးရဲ့ နော်ကိုနော် ဒီမှာပဲနေတော့မှာ နော်လို့ ကြိုက်သွားပြီကြိုက်သွားပြီအဲ့တိုင်းဖြစ်ရနော် ဟုတ်တာကိုကိုချက်တော့ပြောလိုက်တာကိုကိုချက်ကိုရေးကြည့်တာ အကုန်လုံးကြိုးဖြစ်ပေးလိုက် ဘာဖြစ်နေကြလားလေဘာဖြစ်နေကြလားငါတို့မိန်းမတွေပြောင်းနေလို့ဟဲ့ပြောင်းနေတာရှာမနေတာပါပါဘယ်ပါတော့မှာလဲဓမြဘူးဘုံမီးသွေးတော့ပါသွားတာ ပူပြီးတော့ရောအဲ့နောက်တစ်ယောက်တင်နေနောက်တစ်ယောက်တင်နေအဲ့ဥက္ကဋမိမနောက်ယောက်ျားရှိသေးတာ အေးဘောငါနဲ့မညာခင်လေဓမြဘူးနောက်တစ်ယောက်လာလို့မေးတာကွာ မဟုတ်ပါဘူးဓမြဘုံပြီးသွေးအမဟုတ်ပါဘူးဘုံမောသည်ဖြစ်ပါလေဘုံသည်ဖြစ်ပါလေဖြစ်ပါလေရှောင်းပြောနေတာ နာမည်ကအရေးကြီးတာခင်ဗျားတို့မိန်းမတွေပါတော့အရေးကြီးတာကြိုက်ယူပြီးပြောအေးဟုတ်တယ်ငါမိန်းမပါတော့တာရေးကြီးတယ်ငါမိန်းမပါတော့တာရေးကြီးတယ် ဟုတ်ပါရဲ့ဗျာဘုံမောသည်နဲ့ဆိုရင်တော့ငါမိမအပြိုကြီးပြက်ရချီရဲ့ ဟာမင်းမအပြိုမမဟုတ်တာကွာပြက်စရာအပြိုရင်ရှိသေးလို့ ဟဲ့ငါမိမလို့ကြောင်းကြောင်းကြမဟုတ်ဘူးကွာ ဟိုမှာငါမင်းမလို့စေးစိမ်ပြီးတော့တင်းအောင်လုပ်ထားတာမဟုတ်ဘူးကွာ ဟဲ့လေတော့ကြသားပါကွာ ဟုတ်တယ်ဗျာခင်ဗျားတို့လည်းစကားများပါလားမိမတွေကိုတွက်ခဲ့ပါလားတော့ကြမောင်ပြီးမဲလာတော့မှာဗျာ မောင်နာပဲပြောမဲတာကိုထဲပဲပြောမင်း မဲတာတမျိုးကကဲဘလို့သွားခဲ့ကြမှာလဲပြော ထော်လာကြီးတော့ငါသွားမှာပေါ့ ဖုံနဲ့တော့ကြိုတိသွားမှာဗောဗျာကျွန်တော်ပြောတာလူတွေလက်နဲ့ဒီမှာစုပြီးသွားမှာဖြစ်မှာဗောတမယားပုံလေဗျာ ရွာသားတွေကိုအကုန်ခေါ်ပြီးသွားမယ်လေကွာ နေပါဗျာလိုက်ကြတော့ဟုတ်ပါပြီဘုံမိုးတီးကကျုပ်တို့လိမ့်စာနဲ့ဖုန်းနံပါတ်ပေးထားတာမှမဟုတ်တာဘယ်ကိုလိုက်ကြမှာလဲ ဟဲ့သိတယ်တိချာချာကြည့်ပြီးတိချာချာကိုရိုက်ထားလားဟောဒီမှာကြည့်ဟာဒါဆိုမင်းသိတယ်ဗောသိတယ်မင်းနောက်ကလည်း အာရေလေးတောက်လိုက်ရေလေးတောက်လိုက်ရေလေးတောက်လိုက်ကိုရတော့ပေးလိုက်ပါဦး အမလေးဘလို့လို့လိုက်တာနော်ပြန်ကြပါဦးကိုတိကပါဦးဟဲ့ကိုရဲ့လက်မောင်ကြီးတွေကလေအပူအထစ်ကြီးလေးနဲ့တကယ်ကိုအားကိုးချင်စရာကြီးပါအားရှိမလားစားကို ကိုကလေ ကိုရင်စားလိုက်အားရှိအောင်လည်းအားပါပြောအဲ့လိုလက်မောင်းလေးကြီးအားရှိအောင်များစား ကိုကလေယူပါတာသူကြတာ ဟုတ်ပါဘူး မူစာရမ်းကြိုက်တယ် အဲ့လိုမဟုတ်လေယူပါတာသူကြတာလို့ကိုလမောင်ကြီးနေရလေအားကိုလို့ရပါတယ်လို့ သိပေးပြီလေဘေးနေရောင်းနေကြလားလဲဘေးနေရောလက်မောင်းကြလဲဘေးလားအော်ကိုလက်မောင်းကြပါပြေးလိုက်ပါဟာရှင်းအောင်ကြီးလည်းစီးပေးလိုက်တာဟိုဒီဘုတ်ကလေးဟိုဒီလိုရှင်းအောင်ကြီးဟိုဒီလိုဟာဒီလိုရုပ်ပါဒီလိုလို့ဆိုတာဟုတ်ပါဟဲ့ငါကိုမောနေမရေးတော့အားကိုလိုက်စမ်းပါအားကိုလိုက်စမ်းပါအားကိုပါလေမင်းတို့အားလုံးကလေဘသူမှဖဲမလိုက်ဘူးဟုတ်ကဲ့သာဓုညီများဖြစ်တာဟေးမင်းတို့အားလုံးကတော့နော်မင်းတို့အားလုံးကတော့ကိုပြန်ကြည့်ဖို့လိုတယ်နော်ချစ်မိချိုရလေလေအိမ်အောင်ကြတာမှားတယ်ဆိုကိုနောင်ထားတယ်ရပြီတော့ပြောတလားပါတယ် ခုတော့လေမိချိုလိုချင်တဲ့ယောက်ျားမျိုးကော့စတီတွေ့တာဒါမျိုးဖေရတို့တော့တခုမားပြီလေတူပြန်
ဟုတ်တယ်မောင်ကြီးဟိုမမလေးလေအင်ကရွတ်တွန်နေတဲ့ခရုံးကြီးကိုစိတ်ကုန်တာကြားလာပြီတိုင်တော့ပဲပြန်အမ်းလို့မရလို့ဒါဟိုချိန်မိပြီးပေါင်းနေရတာဟုတ်ပါဘောတို့ရမောင်လေးနဲ့ပဲနေတော့နေလိုက်တော့ငယ်ချစ်တဲ့လေးကိုထားမတော့ဘူးသိလားနော် ကြည့်ရတာပြန်ပြီးဆွဲခံထားရတယ်မတူကျော်ပွဲစားထွက်နေတယ် အေးကွာကြည့်သမ်းပါဦးအေးဗျာကြည့်သမ်းပါဦးตายရနေလိုက်ကြတိတ်ထားတော့အောင်ကိုကြိုက်သွားပြီအဲ့မိမတုံကြတယ်မလေးပျော်မြူးနေတဲ့အသက်မဲကောင်ဘုမလို့ဓမြဘုံမိုးသီးဆိုတဲ့ကောင်ပဲဖြစ်ရမယ်ကျုံအဲ့လိုမထင်ဘူးကြည့်ကြသမ်းပါဦးကျုံမိမဘုံဆောင်ပါဦးကြည့်သမ်းပါဦးဟမ်မဲတဲ့တဲ့ဓမြဘုံနဲ့အီစလီထူးနေလိုက်တာအဲ့ဓမြဘုံကလည်းမဲကျုံလည်းမဲပါတယ်ဒါပေမဲ့သူ့လည်းကျုံလည်းဖြူပါတယ်ဗျအဲ့လိုဒီမျိုးနဲ့လာပြီးအီစလီထူးနေတာကျုံနဲ့များတွေ့ရင်လေဘလူးသေးရဲ့စီးသလိုပဲကျုံတယ်ဘုံမိုးသီးကမိမတွေကိုစေးနာကျွေးတာလားမသိဘူးဘာစေးလဲဗျတကယ်လို့စေးမိနေတာပြေးတယ်ဆိုတော့အဲ့စီကတော်တော်စွမ်းတဲ့စေးပဲဖြစ်ရဟုတ်ပါကွာငါစေးပေးစက်ခိုင်းလိုက်ဦးမယ်ဟဲ့ဒီလောက်စွမ်းတဲ့စေးကိုငါစေးတွေပေးပြီးအဲ့လိုဖြစ်အောင်စက်ခိုင်းလိုက်ဦးမယ်ပြောတာမင်းကလေဟာအဲ့ဒီဘုံမိုးသီးကိုမိရင်တော့လေတုံးတဲ့ဆေးကိုအသာလက်တို့ပြီးတောင်းထားပဲငါအလေးဆက်မှာဘာဖြစ်ရအသက်နဲ့လိုက်ကြည့်စိတ်လျှော့ပါအသက်ကြီးပြီမပြတ်သေးသေးဘူးကွာဒီမှာယူလေယူလေကဲမဲ့ကဲဒီဘာလို့ပြလဲအဲ့လူကတမူးတာတယ်ဆိုတာအဲ့ဒါပေါ့တူတယ်ဟာဘလို့စီစဉ်ကြရှင်တို့ကယောက်ျားလေးဖိုက်တာတွေတော့ ဩဒီမင်းနေမှာဖိုက်တာဖိုက်တာမယ်ဒီညမှာတော့မဖိုက်တာဘူးဟုတ်တယ်သူတို့ကလူသူအင်အားဘယ်လောက်ရှိတယ်လက်နဲ့အင်အားဘယ်လောက်ရှိတယ်ဆိုတော့အတိအကျသိတာရမ်းဝင်လို့အကုန်ဇက်ပြတ်ကုန်ဟာကိုသူ့ချားဘူးတာတော့ဘိုးဘိုးကြီးကဓမြတဲ့လေးကြောက်ဘူးလေဟိုလူတက်တယ်လူတစ်ခါမှမချဘူးဩကျုပ်တို့လည်းကြရင်တတ်မှာပေါ့ဗျအခုကဓမြတိုင်းကိုတီးတယ်မဟုတ်တော့မိမကိစ္စတွေပါလာမချပါအဲ့လေမချပါအဲ့လေကဲကျမရှင်တို့တင်းနှစ်သုံးဆိုကျမတို့ကရှင်တို့လိုက်ထားကြအေးโอ้ยဘာလို့ကြီးနေရလဲအာမေးပါလေမိမကျွန်တော်မိမဟာတို့ကပဲဟာလာကြပါဦးကြာလာကြပါဦးကြာဒီမှာကံမဲ့လူတွေရောက်နေတယ်ရောက်မှဆက်တိုးရတော့ဆက်တိုးတော့တော့ပြစ်ထည့်လိုက်ပါမလုပ်ပါနဲ့မောင်လေးရေ तू ကအယူပါဘာမှသိရမဟုတ်ဘူးရှင်းဟုတ်ပါလေမလုပ်ပါနဲ့ဘာမသိရမှာလဲပြေးဝင်လာတာဓမ္မပစောက်ပတ်နဲ့ဟုတ်ပါဘူးဟိုပါစားပေါက်တယ်လေပြောင်းသွားကိုတန်းနေတာပဲဟာပြောင်းနေတာတက်တာသူတကယ်ဘာမှမသိပါဘူးရှူးနေတာမင်းကြည့်ပါဒီမှာနေတာပတ်ထားတယ်လေရှူးမှာဟုတ်ကဲ့တနာကအပေါက်လည်းမပါဘူးတနာတူဟာအားရကြရှင်တို့တွေယောက်ျားမဟုတ်ဘူးလားဟမ်ကြည့်စမ်းမောင်နှုတ်ကတော့အုပ်ကြီးဒီမှာရှိတာမဒီမှာ9ယောက်လောက်ပဲရှိတာရှင်တို့မရှက်ကြဘူးလားယောက်ျားဆိုရင်ယောက်ျားဆန်ဆန်လှုပ်လိုက်ကြစမ်းပါဟုတ်တယ်ကျမတို့တွေကလေတက်တိရှိပြီးယောက်ျားပိသားရဲ့လူမျိုးပဲလင်းတော်ကျင်တာရှင်တို့တွေဘယ်လောက်ထိအစွမ်းစားရှိလဲဆိုတော့ကျမတို့အားလုံးသိကျင်တယ်ဆက်လိုက်တာမိချို့ရဲ့တိုင်းတာလေကွာဟုတ်တယ်ကိုခရှင်ဘလောက်တန်သေးသလဲဆိုတာကျမကြည့်ချင်တယ်ဘုံမိုးကြီးစီကတော်ဆွမ်းပါလားကွာငါမိမတော့သူ့ကိုစွဲနေပြီဘုံမိုးကြီးအဲ့ဆေးလေးနဲ့တော့မြခဲ့စားပါကွာဟာရဲတယ်ကွာကြီးနေပြီမဘာမှတောင်းမနေနဲ့ရှင်နဲ့ပြန်မလိုက်ဘူးဒီမှာနေခဲ့မှာလို့ပါဦးအဲ့လိုလိုက်လို့လေဟုတ်တယ်လို့ကြပါဦးဟုတ်တယ်ဒီမှာရှင်တို့တွေလေကျမတို့6ယောက်ကိုပြန်လိုက်စေချင်နေဆိုရင်ရှင်တို့နဲ့ဒီကလွယ်နဲ့ဖိုက်ကြဟုတ်တယ်ကျမတို့ကဘုံမိုးသီးနဲ့အတူတူနေဖို့တက်ကိုစောက်ချက်ချဟုတ်ကဲ့ပါပြီဟုတ်ကဲ့ပါပြီဒါပဲဒီတော့နိုင်ရင်ပြန်လိုက်မယ်မနိုင်ဘူးဆိုရင်တော့ဒီမှာပဲအားလုံးကပြောရွှေ့နေကြတော့အဲ့လိုမရဘူးအဲ့လိုတော့မရဘူးဟာဘာဖြစ်မရဒီဓာတ်ကြီးကငါတော့ချောက်ပြဒီချာပါလေဆရာလို့ကမတဲ့ဟောဆရာလို့ဆရာကတော့သူများတော့မကက်ကြရမှာကွာကျမတို့ရဲ့စိတ်တွေကိုပြောင်းပြီးတော့ရွာနာမည်ကိုတော့ပြောင်းလိုက်ပြီရှင်တို့တွေပဲရှင်တို့ရဲ့စိတ်ကိုပြောင်းလဲဖို့လိုတယ်ကိုရောရဲ့ဘယ်စိတ်ကိုပြောင်းရမှာလဲဘယ်စိတ်ကိုပြောင်းမှာလဲရှင်တို့ရဲ့6နေတဲ့စိတ်တွေကိုပြောတာပါတန်ကြီးစီဟာအဲ့ဒါတကယ်6တာမဟုတ်ဘူးမရေ6ရောကိုတွန်လန်ခြင်းလို့အဲ့ဒါဖန်ဆောင်ပြီး6တာဇွတ်6တော့ကြစမ်းပါကွာမင်းတို့ဆိုင်ပုတ်ကတခုခုနွဲနေတယ်အရင်တော့ကမယားကြောက်ရွာ
အခုမယားချစ်ရွာဆိုတော့မယားထိတ်ရောက်နေတယ်ဟုတ်တယ်လား ဒီပေါင်းမရထိတ်ပြောက်လို့ဘယ်ရောက်ရမှာလဲ အခုကပြောင်းတော့ပြောင်းတယ်သိမ့်မသိတာဘူးနော်ဘာပဲမကောင်းပါဘူးအရင်တော့မရေချောက်ရွာအခုကမရေချစ်ရွာဘာမှမပြောင်းတန်လူကြောင်းဝဲလေးပဲကြည့်တယ်တဲ့ကွဲကွဲမပြောင်းရှိဘူးမရှိဘူးအဲ့တော့တိတိတသာကြီးပြောင်းလဲအောင်ဟိုအရင်မရေချောက်ရွာကနေအခုလင်းချောက်ရွာဆိုပြောင်းလိုက်မကောင်းဘူးလား အားလုံးကြားတာတော့သူတို့ပြောင်းနေတာဘာဖြစ်တယ် လင်းချောက်ရွာ ကြောက်ရောတဲ့ရီလိုက်ရတာဒီပါလေပြောင်းရင်ပြောင်းလင်းကြောက်ရွာလို့တော့မပြောင်းဘူးเนาะလင်းပေါက်ရွာလို့